ဝိပဿနာဆိုတာအတိတ်ကာလတုန်းကအကုသိုလ်ကံနေကံကြီး၅ပါးမထိုက်လို့ရှိရင်ကံငယ်လေးတွေဟာကတော့ဝိပဿနာနဲ့ပြာချလိုက်ပြီဆိုအကုန်ကြေမှုန့်သွားတာအဲဒီတော့ကံကြီးဒီဟာကံတွေကဘယ်ကံနေလဲဆိုလို့ရှိရင်မိဘကိုမသတ်နဲ့သံဃာကိုအသိမခွဲနဲ့အရိယသူတော်ကောင်းတွေကိုသွေးစိမ့်တီအောင်မလုံးနဲ့အဲ့ဒီသံဃာလည်းအသိမခွဲနဲ့မိဘလည်းမသတ်နဲ့ဖယားကိုလည်းသွေးစိမ့်တီအောင်မလုံးနဲ့အရိယကိုလည်းပဲစိတ်ဆင်းရဲအောင်မလုံးနဲ့အဲ့ဒီကံလွတ်သွားပြီဆိုလို့ရှိရင်လူသတ်ပိစီဘာကြောင့်လဲတဏှာမုံဆိုးတစ်သက်လုံးလှုပ်စားဝိပဿနာတရားကျင့်လိုက်ပြီဆိုလို့ရှိရင်ဖြင့်ယုံနံသဘာဝလက္ခဏာတွေသဘောတရားတွေမြင်လာပြီဆိုလို့ရှိရင်အကုန်လုံးပြာကျကုန်တာအနုမြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာကြီးဟာလက်ညှိုးပေါင်း1000ဖြတ်လိုက်တာလူတွေသေတာအားကြီးပေါ့ဒီပုဂ္ဂိုလ်ကြီးဟာဘုရားနဲ့တွေ့လိုက်တဲ့အချိန်ခါကျတော့ဘာကြောင့်ဒီပုဂ္ဂိုလ်ကြီးဟာအမေသတ်တော့မယ်ဆိုလို့ရှိရင်သူကံထိုက်တော့မယ်ဘုရားကတော့သိတယ်ဩဒီချိန်ဒီခါမှာငါမသွားလို့ရှိလို့ရှိရင်ဖြင့်အင်္ဂုလိမာလာဟာကျွတ်တန်းဝင်ရတော့မယ်ငါမသွားလို့ရှိရင်မိဘသတ်တော့မယ်မိဘသတ်လို့ရှိလို့ရှိရင်ဖြင့်ကိုချိုးနဲ့ရအဝေသိကြတော့ငါအလင်းအမြန်ငါပြေးလေမှပဲဆိုပြီးတော့ဘုရားသခင်ကတော့သဗ္ဗညုတရွှေဉဏ်တော်ရတယ်ဘုရားကိုမြင်တော်မူလို့အဲ့ဒီအင်္ဂုလိမာလာဂျားနဲ့မေတော်ကြသွားပြီးရပ်ပြီးတော့အဲ့ဒီမှာတရားဟောအဲ့တော့ဝိပဿနာတရားလည်းပဲနောက်လုံးကအရိယကံမထိုက်နဲ့သံဃပေတကကံမထိုက်နဲ့မိဘကံမထိုက်နဲ့အဲ့ဒီကံလွတ်နေပြီဆိုလို့ရှိရဲ့ကျင့်ညာအထုတ်လို့ရှိရင်ရကြမှာတဏှာတစ်သက်လုံးလှုပ်စားမုတ်ဆိုးတစ်သက်လုံးလှုပ်စားဝိပဿနာဉာဏ်ဝိပဿနာစိတ်ယုံနံသဘာဝသဘောတရားတွေကိုသိလာပြီဆိုလို့ရှိရင်လွတ်ကြပါတယ်ဒါကြောင့်မို့လို့ကျင့်ညာအထုတ်ကြပါဖို့လက်ဦးဇင်းတို့ကတိုက်တွန်းပါတယ်တရားပြတဲ့ပုဂ္ဂိုလ်တရားဦးဇင်းတို့ကတော့အလုသမားတွေကိုအလုသမားတွေဆိုလို့ရှိရင်ဖမ်းတော့ဖမ်းတာပဲဖမ်းတဲ့ထဲကပဲလွတ်တာပဲအဲ့တော့တရားပြတဲ့ပုဂ္ဂိုလ်တရားဟောတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့ဥပမာတူလဲလို့ဆိုလို့ရှိရင်တဏှာကွန်ပြစ်တဲ့လူနဲ့ပုဂ္ဂိုလ်တဏှာကွန်ပြစ်တဲ့ပုဂ္ဂိုလ်နဲ့တူတယ်ဘာကြောင့်လဲကွန်တော့လိုက်လျှောက်ပြစ်နေတာပြစ်နေတော့မိတဲ့ငါလည်းမိတာပဲမမိတဲ့ငါကြတော့ကွန်လန်ထွက်သွားတာကွန်လန်ထွက်တဲ့ငါတော့လည်းမယူရမစားရဘူးပေါ့လေကွန်နဲ့မိတဲ့ငါတော့စားရမှာအဲ့တော့တရားပြတဲ့ပုဂ္ဂိုလ်လဲကွန်ချက်နဲ့ကတော့ပြစ်နေတာပဲမိတဲ့ငါတော့မိတာပဲမမိတဲ့ငါတော့လွတ်ထွက်သွားတာပဲအဲ့တော့အခုလည်းပဲတောင်ဥက္ကလာပ6ရက်ကွက်ကွန်ချက်တော့လာပြစ်တာပဲကွန်ချက်တော့ပြစ်ပေတဲ့မိတဲ့ငါလည်းမိမှာမိတာပဲမမိတဲ့ငါတော့လည်းလန်ထွက်သွားတာအဲ့တော့တရားပြတဲ့ပုဂ္ဂိုလ်ဟာဘာနဲ့တူလဲတဏှာတယ်ပါလို့မိအောင်တော့ဖမ်းတာပဲလို့ကွန်တော့ပြစ်တာပဲဘုရားလက်ထက်ကတော့သဗ္ဗညုတရွှေဉဏ်တော်ရတော့ဘုရားကိုဘယ်ပုဂ္ဂိုလ်ဒီကနေ့တော့မနဲ့မိုးအာယုံတက်လာတဲ့ကသဗ္ဗညုတရွှေဉဏ်တော်ကုန်းရွက်ဖြင့်ဖြန့်ကြည့်လိုက်တဲ့အချိန်ခါကျတော့ငါဒီကနေ့ဘလို့ချွတ်ရတော့မယ်ဆိုတော့ तू ကအတုလံအတုမရှိသဗ္ဗညုတရွှေဉဏ်တော်ရတယ်ဘုရားအခုနောက်ပိတ်ဆုံးမှာတော့ဘုရားဉဏ်တော်လည်းမရဘူးရမ်းပြစ်တာပဲမိကျင်တဲ့ငါတော့လည်းမိတာပဲမမိတဲ့ငါကြတော့လည်းလွတ်ထွက်သွားတာအဲ့ဒါကြောင့်မလို့ပြစ်တော့ပြစ်တာပဲလို့တရားပြတဲ့ပုဂ္ဂိုလ်ဟာကွန်ချက်ကတော့ပြစ်နေတာပဲရမ်းပြစ်ရရမ်းတော့ပြစ်တာပဲမိတဲ့ငါကြတော့လည်းရတာပဲစားရတာပဲမမိတဲ့ငါကြတော့လည်းလွတ်သွားတာပဲအဲ့တော့ဒါကြောင့်မလို့အခုတောင်ဥက္ကလာ6ရက်ကွက်ကဒကာရမတွေကွန်ချက်ကတော့ပြစ်တာပဲလို့ကွန်ချက်ပြစ်ပေတဲ့မိတဲ့ငါတော့မိတယ်မမိတဲ့ငါကြတော့လွတ်သွားတယ်အဲ့တော့
တငါတဲ့နဲ့တူပါတယ်တငါတဲ့နဲ့တူတော့မိတဲ့ငါစားမယ်မမိတဲ့ငါလွတ်မယ်အဲ့တော့မသိသူကြော်သွားသိသူဖော်စားတယ်မသိသူကတော့ကြော်သွားတာပေါ့လေမသိသူကြော်သွားသိသူဖော်စားဆိုအခုသာသနာကြီးနဲ့ကြုံကြိုက်တဲ့အချိန်ခါမှာအခါကောင်းအခွင့်ကောင်းရက်ကောင်းမြလူရယ်လို့လည်းဖြစ်လာတယ်သာသနာကြီးနဲ့လည်းကြုံကြိုက်အခါကောင်းရက်ကောင်းအခွင့်ကောင်းနေကောင်းကြီးဗျဒီလိုအခါကောင်းရက်ကောင်းနေကောင်းကြီးမှာမကြိုးစားမအားထုတ်ကြဘူးဆိုလို့ရှိရင်ကိုချိုးနေဘာကြောင့်လဲလူပြည့်ကျိုးမနှက်ဘူးလူပြည့်ကျိုးမနှက်တော့အရှင်ဘုရားဘာကြောင့်လူပြည့်ကျိုးမနှက်တယ်လဲမေးစရာအကြောင်းတရားရှိအဲ့တို့သာသနာကြီးနဲ့ကြုံကြိုက်နေတာကိုသာသနာကြီးနဲ့ကြုံကြိုက်ပါလျက်သားနဲ့သာသနာဝင်ပုဂ္ဂိုလ်ဖြစ်အောင်ဖရာသမီးဖရာသားဖြစ်အောင်မလောက်ကြဘူးမလောက်ကြတော့ဒီလိုပဲဓမ္မတာလေးတွေနဲ့ပဲနေတင်းတိမ်ပြီးတော့နေလိုက်တော့တဲ့သာသနာကြီးနဲ့လွယ်သွားအဲ့ဒါကြောင့်မလို့တောင်ဥက္ကလာ6ရပ်ကွက်ကဒကာဓမ္မတွေလည်းပဲသာသနာကြီးနဲ့ကြုံကြိုက်တဲ့အချိန်ခါအခါကောင်းအခွင့်ကောင်းရက်ကောင်းလေးဖြစ်ပါတယ်အဲ့တော့ကျင့်ကြအားထုတ်ကြပါတရားပြတဲ့ပုဂ္ဂိုလ်ကဘာနဲ့တူလဲတငါတယ်နဲ့တူတယ်တငါတယ်နဲ့လည်းတူတယ်ဗျနလန်ထတဲ့ပုဂ္ဂိုလ်နဲ့လည်းတူရဲ့ဘယ်လိုနလန်ထတဲ့ပုဂ္ဂိုလ်နဲ့တူလဲအဲ့တော့နလန်ထတဲ့ပုဂ္ဂိုလ်ဟာဖြင့်မမားနေတော့စားကလည်းစားကျင်တာကိုနလန်ကလည်းထတော့စားကျင်အားကြီးစားကျင်ဒါကြောင့်အရိယသူတော်ကောင်းများဟာပုဂ္ဂိုလ်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ပုဂ္ဂိုလ်တွေကိုစိတ်တန်တန်ကိတ်အောင်နေတဲ့စိတ်တွေကိုအကုန်လုံးသိထားတော့ပုဂ္ဂိုလ်တွေကိုသနာပြီတဲ့ဘယ်လိုမှမတတ်နိုင်ဘူးဘာကြောင့်လဲတဲ့ပုဂ္ဂိုလ်တို့စိတ်မှာသန္တာအောင့်နေတဲ့စိတ်က24နာရီရှိလောက်တဲ့အ ਨੇ ကလောဘဒေါသမောဟမာနဆိုတဲ့တရားတွေ32ပါးသောမိတွေဟာလောင်းနေတာတိမ်သလာတွေဖုံးနေလောဘတိမ်နေဒေါသတိမ်မောဟတိမ်မာနတိမ်ဒီတိမ်သလာတွေကိုအကုန်ဖုံးတာမျက်စိကလည်းဖုံးနေနားကလည်းဖုံးနေနှာခေါင်းကလည်းဖုံးလျှာပေါက်ကလည်းဖုံးကိုယ်ပေါက်ကလည်းဖုံးမနှောကလည်းဖုံးတကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းလောဘတိမ်သလားဒေါသတိမ်သလားမောဟတိမ်သလားမာနတိမ်သလားဒီတိမ်သလားတွေဖုံးနေတော့ဘာမှမမြင်တော့ဘူးဘယ်သွားလို့ဘယ်လာရမှန်းလည်းမသိဘူးဖယားမှန်းလည်းမသိဘူးတရားမှန်းလည်းမသိဘူးသံဃာမှန်းလည်းမသိဘူးလောကကြီးနဲ့ပျော်ပါပြီးနေတော့ခန္ဓာပြက်ခါနေကြပြီဆိုအဲ့ဒီကြတော့မှအာကိုရှာကြောဓမြချမှအာကိုရှာလို့မရတော့ဘူးဒါကြောင့်မလို့တရားပြတဲ့ပုဂ္ဂိုလ်ကဘာနဲ့ဥပမာတူလဲလို့ဆိုနလန်ထတဲ့ပုဂ္ဂိုလ်နဲ့တူပါတယ်လို့နလန်ထတဲ့ပုဂ္ဂိုလ်ကအမတန်ကလည်းစားကျင်တောက်ကျင်တယ်မြင်းဓမြကိုစားကျင်နေတာနလန်ထကစားဟုတ်လူမမာတဲ့နလန်ထကစားဆိုပိုက်ဆံကလည်းမရှိဘူးဝယ်စားเสียလည်းမရှိဘူးဝယ်စားเสียမရှိတော့နလန်လည်းနလန်ထကစားဆိုတော့နေခင်းကြတော့ရေချိုးကျင်တော့ရေစိတ်ဆင်းသွားတယ်ပစိုးလေးပခုံးပေါ်တင်ပြီးတော့ရေစိတ်ဆင်းသွားရေစိတ်ဆင်းသွားတဲ့အချိန်ခါကျတော့ရေစိတ်ကြတော့ရေချိုးမယ်လို့တော့နလန်ထကိုစားကလည်းစားကျင်တော့နလန်ထဖြစ်နေတော့ရေစိတ်ကြတော့ဘာကြီးသွားတွေ့လဲဆိုတော့လက်ကြီးတစ်ကောင်ကလည်းကုန်းနဲ့တက်နေလက်ကြီးတစ်ကောင်ကကုန်းတက်နေတော့ဟာဟန်ကြပြီငါပိုက်ဆံကလည်းမရှိဘူးဝယ်လည်းမစားရအောင်ဒီလက်ကြီးတော့ငါတော့စားရရဲ့ဆိုပြီးတော့နလန်ထတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီလက်ကြီးကိုပြေးတဲ့ပြီးတော့တခါတည်းကိုဖက်တာပေါ့လေဖက်တဲ့အချိန်ခါကျတော့နလန်ထတဲ့ပုဂ္ဂိုလ်ကစားလည်းမစားရအင်းအားကလည်းမရှိအာဟာရကလည်းနေလန်းကလည်းမစားရတော့အားကလည်းမရှိဘူးနလန်ထကစားလက်ကြီးကလည်းအမတန်ဝတယ်လက်ကြီးကအာသာနေလက်ကြီးကအာသာနဲ့ဝတာဟုတ်လက်ကြီးကဝတော့နလန်ထတဲ့ပုဂ္ဂိုလ်ကအင်းအားလည်းမရှိဘူးလူမမာကိုအခုမှနလန်ထကစားဆိုတော့ तू ကအင်းအားမပြည့်စွာလက်ကြီးကဝလဲဝ
လက်ကြီးကဝါလဲဝါတော့လက်ကြီးကအာသာပြေးတော့ငါတော့လက်သားစားရရဲ့ဆိုပြီးတော့ပြေးတော့ဖက်ထားပြေးဖက်လိုက်တော့လက်ကြီးကတဖြည်းဖြည်းယုံတယ်တဖြည်းဖြည်းယုံတော့ကုန်းပေါ်ကနေပြီးတော့နလန်ထားတဲ့ပုဂ္ဂိုလ်ကလက်ကြီးဖက်လိုက်တော့လက်ကြီးကဝါတာကိုဝါတော့လက်ကြီးကအာသာသွားတယ်တဖြည်းဖြည်းရေစက်ကိုတခါတည်းယုံသွားတော့နလန်ထားတဲ့ပုဂ္ဂိုလ်လည်းဖက်တာပေါ့လေလက်သားစားရမလားလို့ဖက်တယ်ဖက်ပေတဲ့လက်ကြီးကအာသာတော့တဖြည်းဖြည်းသွားလိုက်ရွေ့နဲ့လက်ကြီးကအာသာနေတော့ကုန်းပေါ်ကနေပြီးတော့ရေစက်ရောက်သွားလက်ကြီးကဆွဲသွားနလန်ထားတဲ့ပုဂ္ဂိုလ်ကလည်းစားရနိုးနဲ့ဖက်လိုက်သွားတော့ရေစက်ရောက်သွားတော့စီမျက်စိလောက်ရောက်တယ်ဖက်ထားတာပဲမလွတ်ဘူးအဲ့တော့ခြေမျက်စိလောက်ကနေပြီးတော့တခါပဲဒူးကောင်းလောက်ရောက်နလန်ထားတဲ့ပုဂ္ဂိုလ်ကလည်းလက်သားစားရနိုးနဲ့စားကျင်တာဟုတ်တခါတော့ဖက်တာပဲမလွတ်ဘူးဒူးကောင်းလောက်ကနေပေါင်လေလောက်ရောက်မလွတ်ဘူးဖက်ထားတယ်နလန်ထားတဲ့ပုဂ္ဂိုလ်ကပေါင်လေလောက်ကနေပြီးခါရောက်ဖက်ထားတော့ပဲမလွတ်ဘူးခါကနေပြီးတော့ဘယ်လောက်ဂျိုင်းလောက်ရောက်လာတဲ့အချိန်ခါရေကရှေ့လျှောက်လို့ရှိရင်လေစို့ထိုးရင်သူရေနစ်တော့မှာဟုတ်လေကြီးကအာသာသွားပြီးရေထဲရောက်သွားအဲ့တော့နလန်ထားတဲ့ပုဂ္ဂိုလ်ကလေကြီးတော့စားရမလားလို့ဖက်ထားပဲဖက်ပေတဲ့လေကြီးကအာသာနေတော့တဖြည်းဖြည်းယုံသွားလိုက်တဲ့ဥစ္စာခြေချင်းဝဲလောက်ကနေဒူကောင်းလောက်ကနေပြီးတော့ပေါင်လေလောက်ကနေပြီးတော့ပေါင်ခွားလောက်ကနေပြီးခါကနေပြီးတော့ရင်စိုးရောက်တော့မှအဲ့တော့မှနလန်ထတဲ့ပုဂ္ဂိုလ်ကငါတော့မနိုင်တော့ဘူးဒီတိုင်းငါဖက်လိုက်ပြီဆိုလို့ရှိရင်ရင်းနဲ့ထဲရောက်ပြီဆိုငါလည်းအင်အားမရှိလေကြီးငါဖက်ရတာနဲ့လည်းအင်အားကုန်နေပြီငါတော့သူ့ရမှာမဟုတ်ဘူးငါတော့သူ့လွတ်လိုက်မှာပဲဒီလိုစိတ်ဖြစ်အဲ့တော့မှနလန်ထတဲ့ပုဂ္ဂိုလ်ကလေကြီးကိုဘယ်လိုပြောလဲလေကြီးရေစားအောင်စားပဲဟုတ်လေကြီးရေနေ့တခါလွတ်ပါနေ့တခါငါလွတ်ပါတယ်ငါကြတော့10ခါလွတ်ပါလို့နလန်ထတဲ့ပုဂ္ဂိုလ်ကဒီလိုပြောလိုက်အခုလည်းပဲတောင်ဥက္ကလာပကတရားဓမ္မတွေလက်ကြီးလိုပဲတရားပြတဲ့ပုဂ္ဂိုလ်ကတော့အမတန်အပယ်လေးပါလွတ်တဲ့ခြင်းလို့လာပြီးတော့တခါတဲ့အပယ်မှခံပြီးတော့ပြပါတယ်ဗျာအဲ့ဒီတော့လက်ကြီးလိုပဲမိမိရတော့ဖက်တာပဲအသိဉာဏ်တွေကိုတော့တခါတည်းပေးနေတာပဲပေးပြီတဲ့တခါတည်းကိုလက်ကြီးကအာသာနေတော့သမာဓိနားနဲ့မနာနိုင်တော့ဥပမာဘာနဲ့တူလဲတဲ့ရှင်သေးစီဟာသင်္ကြီးရွှေခွက်နဲ့ထဲမှာနာသင်္ကြီးရွှေခွက်နဲ့မှမထဲလို့ကြီးပလားနဲ့ဓာပလားနဲ့ထဲလိုက်ပြီဆိုလို့ရှင်ရှင်သေးစီကရိုးကြသွားမနာဘူးအဲ့ဒါကြောင့်မလို့တရားဆိုတာလည်းပဲနားနဲ့မနာပါနဲ့လို့မနှောစိတ်နဲ့နာလိုက်ပါလို့စွဲသွားနားနဲ့နာလို့ရှိလို့ကတော့ခဏလေးနာပြီးပြန်သွားအလကားပဲမနှောစိတ်နဲ့နာလိုက်ပြီဆိုရင်စွဲလန်းသွားပါလိမ့်မယ်အဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေလည်းပဲတရားပြတရားဟောတဲ့ပုဂ္ဂိုလ်ကလေကြီးဥပမာလိုပဲစားရမလားလို့တော့ဖက်တာပဲဖက်ပေတဲ့လေကြီးကအာသာနေတော့လေကြီးကအာသာနေတော့နလန်ထားတဲ့ပုဂ္ဂိုလ်လိုလေကြီးရေနေ့တခါလွတ်ပါတယ်ငါကြတော့10ခါလောက်လွတ်ပါလို့ဒီလိုပဲပြောရမှာပဲဘာကြောင့်လဲတဲ့လေကြီးကအာသာလို့ဒါကြောင့်မလို့အရိယသူတော်ကောင်းများဟာအတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးရှိတဲ့အ ਨੇ ကကိုယ်စိတ်ကလေးကိုစစ်ထားတော့ပုဂ္ဂိုလ်တွေဟာအတိတ်စိတ်ကိုလည်းသိတယ်ပြစ္ဆုတ်ပံစိတ်ကိုလည်းသိတယ်အနာဂတ်စိတ်ကိုလည်းသိတယ်ကာလ3ပါးကိုထိုးထွင်းပြီးတော့ဝိဇ္ဇာပညာဖြစ်နေတော့တဦးတယောက်ကိုကြည့်လိုက်ပြီဆိုလို့ချင်းဒီပုဂ္ဂိုလ်ဟာဘာစိတ်လဲဆိုတာစိတ်ကိုအရင်ကြည့်အတိတ်စိတ်ပြစ္ဆုတ်ပံစိတ်အနာဂတ်စိတ်ဒီလိုကြည့်လာလိုက်တဲ့ဆိုတဲ့ကအရိယာများဟာရုပ်ကိုကြည့်တာမဟုတ်စိတ်ကိုကြည့်အကြောင်းကိုကြည့်လိုက်တာကိုဒါကြောင့်မလို့ပုဂ္ဂိုလ်ကိုလာလိုက်လို့ရှိရင် तू ဘာစိတ်ဖြစ်နေပြီလဲဆိုတာစိတ်ကိုကြည့်လိုက်တယ်စိတ်တန်တာကိုကြည့်လိုက်တဲ့ချိန်ကကိုယ်စိတ်ကိုစစ်ထားတော့သူများစိတ်တွေအကုန်သိတော့ဒါကြောင့်မလို့
အရိယသူတော်ကောင်းများဟာလောကကဘာသူကဘာသားများကြိတ်လိုက်ပြီဆိုရင်စိတ်သန္တာနေဒါကြောင့်ဘုရားကလည်းသဗ္ဗညုတရွှေညာတော်ရလာတဲ့အချိန်ခါကျတော့ဘယ်လိုညည်းတယ်လဲတဲ့ဘုရားကငါတရားနဲ့တော့ကဘာသူကဘာသားလောကသူလောကသားငါတရားကိုလည်းအမတန်သိနိုင်ဖို့ဟာအနံခဲရင်ပါတယ်ကဘာသူကဘာသားတတ္တဝါတို့မြည်ဒီမှာကိတ်အောင်နေတာကလောဘဒေါသမောဟမာနတရားတွေဖုံးကာပြီးတော့တိမ်သလာတွေဖုံးနေတဲ့ဥစ္စာငါတရားကသစ္စာ၄ပါးတရားတော်မြတ်ကြီးဟာသောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာယဟန္တာတို့ရတဲ့သစ္စာသစ္စာ၄ပါးအဘိဓမ္မာတရားတော်မြတ်ကြီးဟာအမတန်ခက်ခဲနဲ့နဲ့သိမ်မွေ့တဲ့နုညံ့တဲ့တရားတော်မြတ်ကြီးဟာပုရုဇဉ်တို့သိကောင်းတဲ့တရားတွေမဟုတ်ပါလားဖရာတော်မှာဟောခြင်းတဲ့စိတ်တရားပြခြင်းတဲ့စိတ်မဖြစ်ပါဘူးဗျာအဲ့ဒီလိုမဖြစ်တော့မှအဲ့တော့မှဗြဟ္မာအပြေကြီးကသဟာပတိဗြဟ္မာမင်းကြီးကနေပြီးတော့ဆင်းပြီးတော့မှန်လားပါဖရာလောကသူလောကသားဟာဖြင့်ပညာရှိပုဂ္ဂိုလ်ပါရမီရင့်တာနဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဖရာအရှင်ဖရာတရားများဆိုဆုံးမဩဝါဒပေးပါဖရာပညာရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်အသိရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဖရာအသိမရှိတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဖရာအရှင်ဖရာပြောသလိုလောဘဒေါသမောဟမာနတရားတွေဖုံးကာပြီးတော့တိမ်သလာတွေဖုံးနေတဲ့ပုဂ္ဂိုလ်ကလည်းအများကြီးရှိပါတယ်ဖရာတိမ်သလာတွေလွင့်ပါပြီးတော့ပညာမျက်စိညာမျက်စိသဘောမျက်စိတွေဟာဖြင့်တတ်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိပါသေးတယ်ဗျာအရှင်ဖရာဖုံးကာထားတဲ့မှောက်ထားတဲ့အရာဝတ္ထုဟာဗရမ ्या လုံးကြီးဟာကြီးပလာကြီးနဲ့မှောက်ထားတဲ့ဥစ္စာဟာဖြင့်အရှင်ဖရာကြီးပလာကြီးလှန်ပြလိုက်လို့ရှိရင်ဗရမ ्या ပြေတန်နဲ့ငမောက်အမတန်အယောင်လင်းနဲ့ဓာတ်ကြီးကိုမြင်လာလို့ရှိလို့ရှိရင်ဖြင့်အရှင်ဖရာတရားများဟာဖြင့်ဟောကြားဆုံးမဩဝါဒပေးပါအရှင်ဖရာလို့သဟာပတိဗြဟ္မာမင်းကြီးကနေပြီးတော့တောင်းပါတော့အဲ့ကြတော့မှဖရာကဟောဒါကြောင့်မလို့အဘိဓမ္မာတရားတော်မြတ်ကြီးဟာသစ္စာ၄ပါးတရားတော်မြတ်ကြီးဟာအမတန်ခက်ခဲနဲ့နေပါတယ်လို့လူသမားနတ်သမားဗြဟ္မာသမားသိကောင်းတဲ့တရားမျိုးမဟုတ်ဘူးသစ္စာ၄ပါးသစ္စာ၄ပါးဆိုတာသောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာယဟန္တာသစ္စာသောတာပန်အမြင်အသိသရဂံမြင်တဲ့အမြင်အသိအနာဂံကြီးမြင်တဲ့အမြင်အသိယဟန္တာတို့မြင်တဲ့အမြင်အသိအမြင်အသိတွေကအစစ်စစ်အဲ့တော့တမျိုးတနည်းအားတယ်လို့မြင်သွားတာမဟုတ်ဘူးမက်ကလည်းပဲတဲ့သောတာပတ္တိမေသောတာပတ္တိဖို့သောတာမက်ကဘယ်ကိုတိုက်သရဂါမိမေသရဂါမိဖို့တဲ့အနာဂါမိမေအနာဂါမိဖို့ယဟန္တာမေယဟန္တာဖို့တဲ့အရဟတမေအရဟတဖို့မဲ့၄ပါးဖို့၄ပါးတဲ့အရိယရှင်းရောက်တဲ့သံဃာတွေအဲ့ဒီတော့အခုကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေလည်းပဲသံဃာဆိုတာသမုဒိသံဃာပရမတ်သံဃာတဲ့ရှိသမုဒိသံဃာပရမတ်သံဃာအခုကျင့်ညာအထုတ်တဲ့ဒကာဒကမာကြီးတွေလည်းပဲဝတ်ကြောင်နေဝတ်နေပေတဲ့စိတ်ပါဘုရားကစိတ်ပဲဟောပါတယ်ဒကမာကြီးတွေကျင့်ညာအထုတ်လို့ရှိရင်လည်းပဲသောတာပန်သစ္စာရပြီဆိုလို့ရှိရင်ပထမယဟန်ပါပဲသရဂံတီလို့ရှိရင်လည်းပဲဒုတိယယဟန်ပါပဲအနာဂံကြီးတီလို့ရှိရင်လည်းပဲတတိယယဟန်ပါပဲအရဟတမေအထတဖို့ရလို့ရှိရင်လည်းသတုဋ္ဌယဟန်ပါပဲအဲ့ဒီလိုသစ္စာ၄ပါးသောတာပန်သစ္စာရမယ်ဆိုရင်လည်းဒကမာကြီးတွေဝတ်ကြောင်ဝတ်ပေတဲ့သစ္စာ၄ပါးတရားတော်မြတ်ကြီးရပြီဆိုရင်ဖြင့်ပထမယဟန်ပရမတ္ထသံဃာဖြစ်ပါတယ်အရေးကြီးချုံနေမှသံဃာရဲ့လို့မထင်ပါနဲ့သံဃာဆိုတာကဘုရားကစိတ်ပဲဟောပါတယ်အဲ့ဒီတော့ပရမတ္ထသံဃာဆိုတာသဘောတရားလေးမြင်ကောင်းတဲ့တရားမျိုးမဟုတ်ပါဘူးပုရုဇဉ်ပုဂ္ဂိုလ်ကတော့သင်္ကန်းကြီးနဲ့နေမှသာလေသံဃာရဲ့လို့သိတာပါပရမတ္ထသံဃာဆိုတာသဘောတရားလေးဒီသဘောတရားလေးသံဃာတို့မြည်ဒီမှာသောတာပန်သရဂံအနာဂံသောတာပန်သီလသမာဓိပညာသရဂံသီလသမာဓိပညာအနာဂံကြီးသီလသမာဓိပညာ
ယဟန္တာတို့ဤသီလသမာဓိပညာအစင်းစင်အဲ့တော့အစင်းစင်ဟောမယ်ဆိုရင်တော့တော်တော်တော့ကြာသွားမယ်အဲ့ဒီတော့အစင်းစင်တရားဓမ္မတွေအခုလာရောက်တဲ့တရားဓမ္မတွေအစင်းစင်အရှင်ဘုရားကိလေသာဘယ်လိုသတ်သွားဖို့သောတာပတ္တိမက်ကဘယ်လိုသရဂါမိမက်ကဘယ်လိုအနာဂါမိမက်ကဘယ်လိုမြင်ပြီးဘယ်လိုသတ်သွားတယ်အရဟတမက်ကြတော့ဘယ်လိုမြင်ပြီးဘယ်လိုသတ်သွားတယ်ဆိုတော့ကြာတော့ကြာမှာပဲတရားဓမ္မများအိမ်များအိတ်ချင်နေမလားတော့မပြောတတ်ဘူးတက္ကမကြီးတွေတက္ကကြီးတွေလည်းပဲအဲ့ဒါငဲ့ညာသေးတယ်အဲ့ဒီတော့အသိလေးစင်ကိုအတူချုံပြီးတော့နာကျင်သလားနည်းနည်းပါပါပဲနာကျင်သလားဆိုတာအဲ့ဒါတရားဓမ္မများပြည့်မှာဆိုလို့အဲ့ဒါအသိပေးပါတယ်အဲ့ဒါအတန်ပေးပါပြည့်ပြည့်စုံစုံနာကျင်ပါလေဗျာတက္ကမကြီးတွေကရောအခုလဲတရားဓမ္မတွေဘာမှနားလဲเสียနားမလဲဘူးလို့တော့မထင်တဲ့ဘာသာလို့ဟောတာဗုဒ္ဓဘာသာဆိုတာအခုနောက်ပိတ်ဆုံးသာသနာမှာဖယားလက်ထက်တုန်းကတော့ဖယားစာတွေဟာပါဠိဘာသာတွေမာကထပါဠိတွေဟာဒကမာကြီးတွေလည်းသိမှာမဟုတ်ဘူးစာတတ်တဲ့ပုဂ္ဂိုလ်မှသိကောင်းတဲ့တရားအဲ့တော့ရှေ့ကပညာကထွက်တယ်နောက်ကပရမသစ္စာလိုက်အခုပညာလို့ဘိဒကသုံးဖို့ဘာသာပြန်ရဲလို့ဘိဒကသုံးဖို့တွေထွက်တယ်အဲ့တော့အခုနောက်ပိတ်ဆုံးသာသနာမှာဒကမာကြီးတွေလည်းစာတတ်တဲ့ဒကာမကြီးတွေပါလိမ့်စာမတတ်တဲ့ဒကာမကြီးတွေလည်းပါလိမ့်စာမတတ်တဲ့ပုဂ္ဂိုလ်တွေလည်းလူဖိတ်လူနာခလေးလည်းအကုန်သိရဘာနောက်ပိတ်ဆုံးသာသနာကိုဘာသာပြန်တယ်ဘယ်လိုဘာသာပြန်လဲတဲ့သစ္စာလေးပါးတရားတော်မြတ်ကြီးကိုဘာသာပြန်တာဖယားလက်ထက်ကတော့ဖယားဤစာတွေဟာဖယားဤစကားတွေအဲ့ဒါကတော့ပါဠိတွေအဲ့ဒီပါဠိတွေကိုအခုပုဂ္ဂိုလ်တွေနောက်ပိတ်ဆုံးပုဂ္ဂိုလ်တွေမသိနိုင်ဘူးအဲ့ဒီတော့သိလွယ်နားလွယ်မြင်လွယ်အောင်ဘာသာလို့ပြောရင်သိမယ်သစ္စာလေးပါးဘာသာလို့ပြောရင်သိလိမ့်မယ်အဲ့ဒီတော့စာမတတ်တဲ့ပုဂ္ဂိုလ်စာတတ်တဲ့ပုဂ္ဂိုလ်တချို့ကတော့ဒကာဓမ္မကြီးတွေရှိတယ်ဒကာကြီးတွေလည်းတချို့ရှိတယ်တို့တော့စာကမတတ်တော့တို့တော့တရားရမယ်လို့မထင်ပါဘူးလို့ဒီလိုတချို့ကတော့အယူမှားကြတယ်အဲ့တော့ဒီလိုမထင်ပါနဲ့မြတ်စွာဘုရားကိုတော်မြတ်ကြီးကစာမတတ်ပါဘူးသူဤရောက်ခမကစာမတတ်လို့တောင်မှတခါတည်းသမီးနဲ့မပေးစားဘူးဆိုအတိုက်ခံလုပ်နေဘုရားရှင်ကိုတော်မြတ်ကြီးဟာအဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးဟာစာမတတ်ပါဘူးစာမတတ်တော့တဲ့ तू ကအတိတ်ကပါရမီတွေပါလာတာကိုသဗ္ဗညုတရွှေညာတော်ရရမယ်ဘုရားကိုအဲ့ဒီတော့ဘုရားရှင်ကိုတော်မြတ်ကြီးဟာဒကမရှိတော့ခလေးတယောက်ရမှတောထွက်ရတာဘာကြောင့်တောထွက်ရလဲတဲ့သူ့အဖေကပုံသားတွေကိုမေးထားတဲ့အခါစัจ जा မင်းဖြစ်မယ်လို့လည်းပြောတယ်ဧကန္တဖျားဖြစ်မယ်လို့လည်းဟောချက်ရထားတော့အဲ့ဒီသူ့အဖေကသုသောသနမင်းကြီးကသူ့ဤသားကိုလူအိုလူနာကိုမမြင်ရဘူးလူငယ်လေးတွေကိုတခါတည်းခုနှစ်ဆောင်တိုက်ခန်းထဲမှာဒီလိုပဲထားတော့နောက်ကြတော့တရားတွေပြမာတွေကမင်းသားဟာဖြင့်ကြည်စားပျော်မြုပ်ပြီးလောကနဲ့ပျော်မြုပ်နေတို့တော့အတိပေးအောင်မှာပဲဆိုပြီးတော့တရားတွေဘာတွေကနေပြီးတော့တခါတည်းသံဝေကဖြစ်အောင်ပါကိုဥယျင်တော်12ရက်တည်းထွက်ချင်လဲချင်အောင်ကိုစိတ်တွေဖန်ပြုပြင်ပေးလိုက်တော့အဲ့ဒီတော့မှတိဋ္ဌရမင်းသားဟာအမတ်မောင်ဆန်းကိုပြောအမတ်မောင်ဆန်းတို့ဥယျင်တော်12ရက်ထွက်ပြီးတော့လဲရအောင်မြင်းလေကြီးပြင်ကွာဘုရားလက်ထက်ကတော့မော်တော်ကားမရှိဘူးမြင်းလေအဲ့ကြတော့အမတ်မောင်ဆန်းပြောလိုက်တဲ့အချိန်ခါကျတော့အမတ်မောင်ဆန်းကမြင်းလေကြီးပြင်ပြီးတော့အမတ်မောင်ဆန်းနဲ့ဥယျင်တော်12ရက်ထွက်ဥယျင်တော်12ရက်ထွက်လိုက်တဲ့အချိန်ခါကျတော့ဘာသွားတွေ့လဲတဲ့ဥယျင်ထဲကျ
လူအိုကြီးသွားတွေ့လူအိုကြီးသွားတွေ့တော့လူအို तू ကဘယ်တော့မှမြင်ဘူးတဲ့ဟာမှမဟုတ်ပဲကိုလူအိုကြီးသွားတွေးလိုက်တဲ့အချိန်ခါကျတော့အမတ်မောင်ဆန်ကိုမေးတယ်ဘုရားရှင်လဲနမိတ်ကြီး၄ပါးကိုမြင်တာဗျအဲ့တော့ဘယ်လိုမေးလဲအမတ်မောင်ဆန်ဟိုဟာကြီးကဘယ်နှဟာကြီးလဲကွာတောင်မွေးကြီးနဲ့ကုန်းကြီးတခါတော့ပရေတွေတော့ပြီးအယိုးနာယိုးကိုင်းကြီးနဲ့တခါတည်းကိုလူအိုကြီးသွားမြင်တော့အမတ်မောင်ဆန်ကဘယ်လိုပြောလိုက်လဲမှန်လားပါဗျာလူအိုကြီးပါဗျာဩဒါလူအိုကြီးလားမှန်လားပါဗျာဒီလူအိုကြီးလို့ငါလည်းပဲဒီလိုပဲဖြစ်အောင်ပါလားကွာအမတ်မောင်ဆန်ရဲ့မှန်လားပါဗျာအရှင်ဘုရားလည်းအခုပြူရာကနေပြီးအိုးရမယ်တရားကြီးပါဗျာအဲ့ဒီလိုအမတ်မောင်ဆန်ရောအဲ့တော့မှထိတ်လန့်သွားပြီးမြင်းလဲကိုမြပြဆိုပြီးတော့တကာတဲ့ကိုထိတ်လန့်သွားပြီးတကာတဲ့နန်းတွင်ပြန်လာတဲ့အချိန်ခါကျတော့တာဝေကဖြစ်တာပေါ့လေတာဝေကဖြစ်တော့မောင်းမချွေရန်နဲ့နေလိုက်တဲ့အချိန်ကတော့တတိလက်သွားပြန်တလားလောက်ကြာတော့တခါထွက်ချင်စိတ်ဖြစ်လာပြန်တော့အမမောင်ဆောင်ရင်ဥယျာဉ်တော်12ရထွက်ရအောင်ဟိမြင်းလဲပြင်းဆိုတော့အမမောင်စာကလည်းမြင်းလဲတခါပြင်ရပြင်ပြန်တော့တခါမြင်းလဲကြီးနဲ့သွားပြန်တာပေါ့လေအမမောင်စာနဲ့ဒိဋ္ဌသာမင်းသားနဲ့သွားတဲ့အချိန်ကဥယျာဉ်တော်12ရရောက်တဲ့အချိန်ခါကျတော့လက်ဦးနောက်လာကလူအိုကြီးမြင်တယ်အခုမြင်တော့အဲ့ဒီလူအိုကြီးကဘယ်လိုလူလှိမ့်အမလေးကဲကြပါနာလာကြီးပူလာကြီးလောင်လာကြီးသိရတော့မှာပါပဲဗျာအမေမကဲနိုင်ကြတော့ဘူးလားလူလှိမ့်ပြီးတော့လူအိုကြီးကနောက်လာတော့ကတွေးတယ်လူအိုကြီးဟာအခုအော်ဟစ်ပြီးတော့လူလိမ့်ပြီးတော့နားနေပါပြီခင်ဗျာအဲ့ဒီလိုရှောက်ရတော့ဟဲ့အမမောင်သာငါလည်းပဲဒီလိုအိုပြီးဒီလိုပဲလူလိမ့်ပြီးအော်ဟစ်ပြီးနာရအောင်မလားအမမောင်သာရဲ့မှန်လားပါဗျာဒီလိုပဲအရှင်ဘုရားလည်းပဲဒီလိုအိုရအောင်မှာပါဗျာအိုပြီးတော့ဒီလိုပဲလူလိမ့်ပြီးတော့အမလေးအပါလေးအော်ရအောင်မှာပါဗျာဆိုတော့ဟဲ့မြန်မောင်းနန်းတွဲတခါတည်းကိုကြောက်လန့်သွားအော်ဟဲ့တာကြောက်လန့်သွားပြီတခါနန်းတွဲရောက်တဲ့အချိန်ခါမောင်းမနဲ့ပြောပြန်တာကိလေသာကိုပြောပြန်တာပြောပြန်တော့တခါနောက်တလကြတော့မိလောက်တဲ့အချိန်ခါကြတော့တသိပေးပြန်တဲ့အချိန်ခါကြတော့အမမောင်စာနောက်တလလောက်ကြတော့ကဲတို့ဥယျာဉ်တော်12ရထွက်ကြအောင်စို့ကွာဆိုတော့ထွက်ပြန်တဲ့အချိန်ခါကျတော့ဥယျာဉ်တော်12ရရောက်တဲ့အချိန်ခါကျတော့နောက်လဘိုင်းကနေပြီးအော်ဟစ်ပြီးလူလိမ့်နေတဲ့လူနာကြီးဟာသေးနေတခါတည်းပုတ်ပွားပြီးတော့မျက်ခွက်ကြီးကလည်းသကောလောက်ကြီးနဲ့ရှာကြီးတွေထွက်လောက်တေးစားပြီးတော့တခါတည်းကိုလေးလက်တန်ကြီးကားပြီးတော့မကြည့်ဝဲမနာသာကြီးမြင်တော့အဲ့တော့မှအမမောင်စာဟိုဟာကြီးကဘယ်နှဟာကြီးတုံးကွာအမမောင်စာရဲ့မှန်လားပါဗျာနောက်လာပိုင်းတုန်းကလာတဲ့လူအိုကြီးပါဗျာလူအိုကြီးကနေပြီးနောက်လာကြတဲ့လာတဲ့အချိန်ခါကြတော့အော်ဟစ်ပြီးတော့နာတဲ့လူနာကြီးပါဗျာအဲ့ဒီလူနာကြီးကအခုလာပိုင်းလာတော့အဲ့ဒီလူနာကြီးကသေပါပြီဗျာသေလို့ပုတ်ပွားပြီးတော့လောက်စားနေတဲ့အတုပတရားကြီးပါဗျာအဲ့လိုကြောက်ဩငါလည်းပဲဒီလိုသေရအောင်ပါလားမှန်လားပါဗျာဒီလိုပဲသေပြီးဒီလိုလေးလက်တန်ကြီးကားကဲ့ပြီးတော့ပုတ်ပွားပြီးတော့လောက်စားရမယ်တရားပါဗျာဩအဲ့ဒီမှာကဲအမမောင်သာမြန်မောင်းမြင်လဲအဲ့ဒီတော့မှမြင်လဲမောင်းတော့အဝါနာကြတော့ယဟန်တွေ့တော့အမမောင်သာဟာဘယ်လိုဟာလဲကွာမှန်လားပါဗျာအိုခြင်းနာခြင်းသေခြင်းကင်းလို့ငြိမ့်တဲ့လွတ်မြောက်တဲ့တရားကျင့်ညာအထုတ်နေတဲ့ယဟန်ပါဗျာဩခုနအိုတဲ့တရားရဲ့နာတဲ့တရားရဲ့သေတဲ့တရားရဲ့လွတ်တဲ့ကျင့်ညာအထုတ်နေတဲ့ယဟန်လားဒီလိုကျင့်ရင်ငါလည်းကျင့်ရင်ဒီလိုကျင့်လို့ရှိရင်ဒီလိုအိုခြင်းနာခြင်းသေခြင်းလွတ်တလားမှန်လားပါဗျာဒီလိုယဟန်ကြီးလို့
ကျင့်ညာအထုတ်နေမယ်ဆိုလို့ရှိရင်အိုခြင်းတရားနာခြင်းတရားသေခြင်းတရားကင်းလွတ်ပါလိမ့်မယ်ဘုရားအဲ့ဒီလိုလျှောက်လိုက်တော့မှကဲမြမြမောင်းဆိုပြီးတော့တခါတည်းညလမ်းသွားရင်းနဲ့ပဲအမမောင်စာကိုညကြတော့မဲခန္တိကကာကျိုးသဇာဗလာဒီပြင်းဘလို့မှမသိစိမ့်နဲ့အဲ့ဒီမှညဝင်နန်းတွင်ရောက်သွားတဲ့အချိန်ခါသန်းကောင်ကြော်လောက်ကြတော့မှအမမောင်စာကလည်းပဲခန္တိကကာကျိုးသဇာဗလာဒီဆင်ပြီးတော့အဲ့ဒီမှတောထွက်ထားဗျတောတဲ့ကြတော့ဦးစင်ကြားခဲ့တာကတော့အမမောင်စာရေငါတောတဲ့ကြပြီဆိုတော့ဘိဒကသုံးပုံမြင်းလဲပေါ်တင်အောင်လို့တော့မကြားခဲ့ဘူးတောတဲ့ကြမှာငါကြည်အောင်မယ်လို့လည်းမကြားခဲ့ဘူးဖယားဟာစာမတတ်ဘူးထင်တယ်အဲ့ဒီတော့တောတဲ့ကြတော့မှဖယားဟာအမမောင်စာကိုပြန်လွတ်တယ်သူဟာသူကျင့်တာအဲ့ဒီတော့မှဖယားရှင်ကိုတော်မြတ်ကြီးလည်းပဲ6နှစ်လုံးကျင့်6နှစ်လုံးကျင့်တာသူကအတိတ်ကာလတုန်းကဝစီဗေဒကံများထိုက်သွားလို့ဒါကြောင့်မလို့ဝစီဗေဒကံများမစားရဘဲနဲ့ဟာအမန္တန်ဆိုးပါတယ်လို့တရားဓမ္မများအခုတောင်ဥက္ကလာပကတရားဓမ္မတွေဝစီဗေဒကံများမမျက်ကြနဲ့မျက်လိုက်ပြီဆိုလို့ရှိရင်ဖြစ်ကိုချိုးနေကြတော့မစားရဘဲနဲ့ခံရဘာကြောင့်လဲတဲ့တချို့ဟာလွယ်လေးဝစီဗေဒကံဖယားတောင်ခံရဖယားပဲလို့ခံရလဲသူ့အရင်ဖယားဖြစ်သွားတဲ့ပုဂ္ဂိုလ်ကြတော့6ရက်ထဲနဲ့ကျင့်ညာအထုတ်လို့ဖယားသဗ္ဗညုတရွှေညာတော်ရပြီဖယားဖြစ်သွားတော့အဲ့ဒီတည်းမှာဝစီဗေဒကံမြက်လိုက်နှုတ်ကမြက်လိုက်သူ6ရက်နဲ့ဖယားဖြစ်လို့ရှိရင်ကွာငါသာဖယားဖြစ်လို့ရှိရင်6နှစ်ကျင့်ပြီး6နှစ်ကျင့်မှမယ်လို့အဲ့ဒီလိုဝစီဗေဒကံမြက်လိုက်တာကဲဒါဝစီဗေဒသူကျင့်တဲ့အချိန်က6နှစ်လုံးကျင့်ရဘာကြောင့်လဲတဲ့ဝစီဗေဒကံဒါကြောင့်မလို့ဝစီဗေဒကံများအနတ်ဆိုးပါတယ်လို့တရားဓမ္မတွေလွယ်ကူများပြောတတ်တယ်ဘယ်လိုနှုတ်ကထွက်လာတယ်တချို့ပြောတတ်ဘိုင်နာမအနုမအကမ်းမအကျိုးမလူချင်းမတူတဲ့ဟာတထောင်စားမစန္ဒာလမအဲ့ဒီလိုများဝစီဗေဒကံများမမျက်လိုက်ကြနဲ့မျက်လိုက်ရလို့ရှိလို့ချင်းစန္ဒာလဆိုရင်ပြည့်ကိုစန္ဒာလဖြစ်လိမ့်မယ်ဝစီဗေဒကံအနုမဆိုရင်ကိုအနုဖြစ်လိမ့်မယ်အကမ်းမဆိုကိုကမ်းလိမ့်မယ်အကျိုးမဆိုရင်ကိုကျိုးလိမ့်မယ်အမဆိုရင်ကိုအလိမ့်ဘိုင်းနာမလို့များဒီလိုထွက်လိုက်ပြီဆိုရင်ကိုဘိုင်းနာမဖြစ်လိမ့်ဒါကြောင့်မလို့ဝစီဗေဒကံမြက်တန်းရှာဒါကြောင့်မလို့တရားဓမ္မတွေတောင်ဥက္ကလာပကတရားဓမ္မတွေလွယ်ကူများဗဇက်ကများမထွက်လိုက်နဲ့မကြည့်ခြင်းရင်မျက်နှာလွှဲဝစီဗေဒကံများမမြက်တဲ့ဖယားရှင်ကိုတော်မြတ်ကြီးတောင်မှ6နှစ်လုံးကျင့်ရပါတယ်လို့ဘာကြောင့်6နှစ်လုံးကျင့်ရလဲတဲ့ဝစီဗေဒကံမြက်လိုက်လို့အဲ့ဒါကြောင့်မလို့ဘုရားရှင်ကိုတော်မြတ်ကြီးလည်းပဲသံဝေကတရားတွေရပြီးတော့ကျင့်ညာအထုတ်သွားပါတယ်ကျင့်ညာအထုတ်သွားတော့6နှစ်ကြာတဲ့အချိန်ခါကျတော့တရက်ထဲနဲ့သောတာပန်ဖြစ်တယ်သောတာပန်သစ္စာရတယ်သရဂံသစ္စာရတယ်အနာဂံသစ္စာရတယ်ယဟန္တာတို့သစ္စာရတယ်ယဟန္တာဖြစ်ပြီးမှအတုလအတုမရှိသဗ္ဗညုတရွှေညာတော်ရပြီးတော့ဘုရားတို့ဘုရားရဲ့လို့ဖြစ်သွားသူကတော့အတုလအတုမရှိသဗ္ဗညုတရွှေညာတော်ရတာကိုဒီသစ္စာပါပဲသောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာယဟန္တာတို့ဤသစ္စာ၄ပါးဟာတမ်းပြီးရသွားပြီးတော့ဒီသစ္စာတဲ့လွန်မြောက်ပြီးတော့အတုလအတုမရှိသဗ္ဗညုတရွှေညာတော်ရသွားတော့ဘုရားရဲ့လို့ဒီလိုဆိုတာအဲ့ဒါကြောင့်မလို့အခုလာရောက်တဲ့တရားဓမ္မတွေလည်းပဲကျင့်ညာအထုတ်လို့သရာဝရိယတတိသမာဓိပညာဘုံ၅ပါးလက်ကင်ထားကြမယ်ဆိုလို့ရှိရင်သောတာပန်သစ္စာလည်းမကြဘူးသရဂံသစ္စာလည်းမကြဘူးအနာဂံသစ္စာလည်းမကြဘူးယဟန္တာသစ္စာလည်းမကြပါဘူးတချို့ပြောတာရှိဘယ်လိုပြောတာရှိလဲဒီခေတ်ကြီးများဗျာမိမကြီးများယဟန္တာဖြစ်ပါမလားဒီခေတ်ကြီးများယဟန္တာရှိရဲ့လားဒီလိုပြောတာရှိတယ်ပုဂ္ဂိုလ်တွေစာတတ်တဲ့ပုဂ္ဂိုလ်တွေပြောတာရှိတယ်ကိုလည်းမကျင့်ဘူးဘုရားကဟောထားတယ်သောတာပန်သရဂံအနာဂံယဟန္တာတော့ဒီခေတ်ကြီးတဲ့တော့မဖြစ်ဘူးဗျဒကမာကြီးတွေကလည်းသီလသမာဓိပညာဒကာကြီးတွေကလည်းသီလသမာဓိပညာ
ဒီသီလသမာဓိပညာသုံးဌာနရကြမယ်ဆိုလို့ရှိရင်ဖြင့်ဒကမာကြီးတွေလည်းနိဗ္ဗာန်ကူပါတယ်ဒကာကြီးတွေလည်းနိဗ္ဗာန်ကူပါတယ်သောတာပန်သရဂံအနာဂံယဟန္တာဆိုတာကအဲ့ဒါကခေါ်ခေါ်သမုတ်ထားတဲ့ဝိအဝိဇ္ဇာပါပညာပါပရမတ္ထသဘာဝတရားကတော့စိတ်ကလေးတွေပါသဘောတရားပါပဲလို့အဲ့ဒါကြောင့်မလို့သောတာပန်သရဂံအနာဂံယဟန္တာဆိုတာခေါ်ခေါ်သမုတ်ထားသစ္စာ၄ပါးကတော့သောတာပန်သစ္စာသရဂံသစ္စာအနာဂံသစ္စာသစ္စာဆိုတာအမှန်မြင်တာအမှန်သိအမှန်မြင်အမှန်သိတဲ့တရားကဘာလဲတဲ့သစ္စာခေါ်တယ်သစ္စာအမှန်မြင်တဲ့တရားအမှန်သိတဲ့တရားသစ္စာတတ်ထားတယ်ဘုရားကမရှိတဲ့တရားမြင်တာမရှိတဲ့တရားကိုသိတာမိစ္ဆာတဲ့သမာတဲ့ဘုရားကအမှန်တရားတွေမြင်လို့အမှန်တရားတွေသိတဲ့ဥစ္စာဟာဘာလဲတဲ့သစ္စာတတ်တာဒါကြောင့်မလို့ကျင့်ညာအထုတ်မယ်ဆိုလို့ရှိရင်ဖြင့်အမှန်တရားတွေတွေ့ကြပါလိမ့်မယ်လို့အမှန်တရားကလည်းပဲဘယ်မှာရှာမှတွေ့မှာလဲတဲ့ဗဟိတရှာလို့တော့မတွေ့ဘူးခန္ဓာမှာရှာလို့ရှိရင်ဖြင့်ဘုရားရှင်ကိုတော်မြတ်ကြီးလည်းပဲစာအုပ်ထဲတော့ရှာမသွားဘူးဘယ်မှာရှာလဲတဲ့ဘုတ်အုပ်ထဲရှာဘယ်ဘုတ်အုပ်လဲတဲ့ဘယ်စာအုပ်လဲတဲ့စာအုပ်ကတော့စာရွက်ထဲရေးထားတာစာအုပ်လို့ခေါ်တယ်ဘုတ်အုပ်ဆိုတာကတော့ဘယ်မှာလဲတဲ့ခန္ဓာမှာသုံးသပ်လိုက်တဲ့အချိန်ခါမဟာဘုတ်ဓာတ်ကြီးလေးပါရှိခန္ဓာမှာစာကြောင်းနဲ့ကြီးလိုက်ပြီဆိုလို့ရှိရင်တွေးကြပါလိမ့်မယ်ပထဝီစာကြောင်းအာဘောစာကြောင်းတေဇောစာကြောင်းဝါယောစာကြောင်းပထဝီဣသဘောတရားလက္ခဏာအာဘောဣသဘောတရားလက္ခဏာတေဇောဣသဘောတရားလက္ခဏာဝါယောဣသဘောတရားလက္ခဏာအဲ့ဒီလက္ခဏာသဘာဝသာမြင်ညသဘောတရားတွေတွေးကြပါလိမ့်မယ်ဘယ်မှာရှာလို့တွေးမှာလဲတဲ့ဒီဟာကခန္ဓာမှာရှာမှသာလင်ဘိုးအုပ်ထဲရှာမှသာလင်သစ္စာ၄ပါးရမယ်တရားအပြင်ဘက်ရှာလို့ရှိရင်သမုဒိသစ္စာသာရပရမတ်သစ္စာကိုတော့ရမယ်လို့မထင်နဲ့အဲ့ဒါကြောင့်မို့လို့အသိပေးခဲ့ပါတယ်ဒကာဒကမတွေဘိုးအုပ်ထဲကိုကြည့်ကြစမ်းပါသစ္စာတွေတွေးကြပါလိမ့်မယ်အမှန်တရားတွေသစ္စာဆိုတာဘယ်လိုလဲရုပ်ဤသဘောတရားကိုလည်းအမှန်မြင်လာပါလိမ့်မယ်မဟာဘူရိယုတ်ပိုင်းကိုလည်းရုပ်ပိုင်းကိုလည်းတွေးပါလိမ့်မယ်နာစေတသိက်ပိုင်းကိုလည်းတွေးပါလိမ့်မယ်စိတ်ပိုင်းကိုလည်းတွေးပါလိမ့်မယ်အတုပရုပ်ပိုင်းကိုလည်းတွေးပါလိမ့်မယ်နာဤသဘောတရားနာဤလက္ခဏာရုပ်ဤလက္ခဏာအတုပဤလက္ခဏာလက္ခဏာ၃ပါးကိုဘူရိယုတ်ပိုင်းနေလည်းတွေးကြပါလိမ့်မယ်ခန္ဓာရှာရင်တချို့ရွတ်တန်နေကြတယ်ဒေါရမူစိတ်လောရမူစိတ်ဆိုတာဘာဆိုလားဗျာဥပဇင်ကရွတ်တန်ကြလို့ဒါတွေကိုဒီစိတ်တွေကတော့ရွတ်တော့ရွတ်တာပဲရွတ်ပေတဲ့တကယ်စိတ်တွေကိုသိလားမသိဘူးစိတ်တွေကဒီမဲ့မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်တဲ့ရုပ်ကလေး9000နာကလေးသသိမ့်နဲ့အဲ့ဒါအရိယာများမှမြင်ကောင်းတာအရိယာမှသိကောင်းတဲ့တရားပုရုဇဉ်တို့သိကောင်းတဲ့တရားမျိုးမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဒီရုပ်ပိုင်းနေစေတသိက်ပိုင်းနေစိတ်ပိုင်းနေအတုပရုပ်ပိုင်းနေအသင်းရုပ်ပိုင်းနေသံဌာနရုပ်ပိုင်းနေကဏရုပ်ပိုင်းနေသဘာဝရုပ်ပိုင်းနေသံတတိရုပ်ပိုင်းနေအဲ့ဒီလိုသဘောတရားတွေကိုသေသေးချာချာမြင်ပါလိမ့်မယ်လို့ခန္ဓာဘုတ်ထဲကြည့်လို့ကြည့်ရအဲ့ဒါကြောင့်မလို့အမှန်မြင်တာပါလေဘုရားကဟောထားတယ်သစ္စာတတ်ထားတယ်အမှန်မြင်ရမယ်တရားဟာသစ္စာတဲ့ရှိတာကပါလေတဲ့ဘုရားကပညာ၅ချက်ဟောထားတယ်ဘယ်ပညာလဲတဲ့နာမပညာတဲ့သံဌာနပညာတဲ့အဲ့တော့အရိယာမြတ်ဟာဘယ်ပုဂ္ဂိုလ်ဟာသောတာပန်တည်နေပြီဘယ်ပုဂ္ဂိုလ်ဟာသရဂံတည်ပြီဘယ်ပုဂ္ဂိုလ်ဟာအနာဂံတည်ပြီဘယ်ပုဂ္ဂိုလ်ဟာအရတ္တမေအရတ္တဖို့ရပြီဆိုတာပညာအတန်ကိုဖမ်းတယ်ဘယ်ပညာသူပယ်ထားပြီဆိုတာသိအမြင်ပေါ်မှာအသိပေါ်မှာအမှန်တရားတွေကိုမြင်ပြီးအမှန်တရားတွေသိနေပြီရုပ်ပေါ်မှာရုပ်ပေါ်မှာမြင်ဘူရိယုတ်ပိုင်းရုပ်ပေါ်မှာဘယ်လိုမြင်နေဘယ်လိုသိနေပြီနာမ်ပိုင်းမှာစေတသိက်ပိုင်းမှာဘယ်လိုမြင်ပြီးဘယ်လိုသိနေပြီအတုပသံဌာနဘိုင်းမှာဘယ်လိုမြင်ပြီးသံဌာနဘိုင်းကိုဘယ်လိုပယ်ထားပြီးကဏဘိုင်းကိုဘယ်လိုမြင်နေပြီးသဘာဝလက္ခဏာဘိုင်းကိုဘယ်လိုသဘောတရားကိုဘယ်လိုမြင်နေပြီးဆိုတာဘုရားကပညာ၅ချက်ဟောတာနာမပညာသံဌာနပညာကဏပညာသဘာဝပညာအဲ့တော့ဒီပညာ၄ချက်မှာသမုဟဆိုတဲ့ပညာကအဲ့တော့မှသဘောပေါက်ဒ
ဒီဟာကြီးကသမုဟခန္ဓာ၅ပါးအပေါင်းအစုပြည့်နေတဲ့ပထဝီတေဇောအာဘောဝါယောဓာတ်ကြီးလေးပါပေါင်းစုထားတဲ့ခန္ဓာအပေါင်းအစုသမုဟဆိုတဲ့ပြညတ်ကပေါင်းစုပေးထားလို့ဒိန်ဒရံတရက်ကြီးလို့ထင်မှတ်နေရတကယ်ရှိသလားမရှိခန္ဓာ၅ပါးအပေါင်းအစုဟာသမုဟပြညတ်ကပေါင်းစုပေးထားအဲ့ဒါကြောင့်မလို့သောတာပန်ဘယ်ပြညတ်ပဲပုံလဲသရဂံဘယ်ပြညတ်ပဲပုံလဲအနာဂံဘယ်ပြညတ်ပဲပုံလဲအရဟတမေကျတော့ဘယ်ပြညတ်ပဲပုံလဲဆိုတာပြညတ်၄ချက်ရှိသမုဟပြညတ်ကနောက်မှအဆုံးမှမြင်တယ်အဲ့တော့သောတာပန်ဟာခေါ်ဝေါ်သမုတ်ထားတဲ့အဝိဇ္ဇာမာနေနပြညတ်ကိုပေးတယ်ဘာပြညတ်ကြံလဲတဲ့ဝိဇ္ဇာမာနေနပြညတ်ကြံသရဂံဘယ်ပြညတ်ပယ်လိုက်တယ်လေတဲ့သံဌာနပြညတ်ကိုအကောင်းမမြင်လို့သံဌာနပယ်လိုက်ဘာကိုမြင်လို့လဲတဲ့ကဏပြညတ်ကိုမြင်နေလို့သံဌာနပြညတ်ကိုပယ်လိုက်သရဂံဟာသံဌာနပြညတ်ကိုပယ်လိုက်တယ်ကဏပြညတ်မြင်တယ်ကဏပြညတ်မြင်နေတာကသရဂံသံဌာနပယ်ပြီးပြီအနာဂံကဘယ်ပြညတ်ပယ်လိုက်လဲတဲ့ကဏပြညတ်ကိုပယ်လိုက်တယ်ဘာပြညတ်ကြားနေလဲတဲ့ဝိဇ္ဇာပြညတ်သဘာဝပရမအနုမြုံမှုန့်လောက်ရှိတဲ့ယုတ်တရားလေးတွေတဖွာဖွာပြူပြက်နေတဲ့သဘောတရားလေးတွေအဲ့ဒီဟာလေးတွေမြင်နေတယ်အဲ့ဒါသဘာဝပြညတ်ခေါ်တယ်အဲ့ဒီသဘာဝပြညတ်ကဏပြညတ်တော့မမြင်တော့ဘူးပယ်လိုက်အရဟတမေအရဟတဖို့ကြတော့ဘယ်ပြညတ်ပယ်လိုက်လဲတဲ့ပရမအနုမြုံမှုန့်လောက်ရှိတဲ့ယုတ်တရားလေးတွေတဖွာဖွာပြူပြက်နေတဲ့သဘာဝပြညတ်ကိုပယ်လိုက်အရဟတမေကြအဲ့တော့ပြညတ်သံကိုနားထောင်ရတာဩသောတာပန်ပုဂ္ဂိုလ်ဘယ်ပြညတ်ပယ်သလဲသရဂံပုဂ္ဂိုလ်ဘယ်ပြညတ်ပယ်လဲအနာဂံပုဂ္ဂိုလ်ဘယ်ပြညတ်ပယ်တယ်ဆိုတာအဲ့ဒီဟာပြညတ်တွေကိုသိရတယ်အဲ့ဒါကြောင့်မလို့တရားဓမ္မတွေသောတာပန်ပြညတ်ပယ်ပုံဟာမနေ့ညကဟောလိုက်ပါတယ်လို့မနေ့ကညကဟောလိုက်တာအကြောင်းအကျိုးဆက်ဆက်ပြီးတော့အခုကဆက်ချင်လို့ဘယ်ပြညတ်ပယ်လိုက်လဲတဲ့အဝိဇ္ဇာမာနိနပြညတ်ဆိုတာမျက်စိပေါက်ကနေပြီးတော့မိန်းမပဲယောက်ျားပဲခွေးပဲကြောင်ပဲဝက်ပဲဒါမှမြင်တော့အဲ့ဒါအဝိဇ္ဇာမာနိနပြညတ်ခေါ်တယ်ဝိဇ္ဇာမာနိနပြညတ်ဝိဇ္ဇာမာနိနပြညတ်ဆိုတာနာအကြောင်းရုပ်အကျိုးရုပ်အကြောင်းနာအကျိုးအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်တယ်လို့ဒီလိုသိလိုက်တာအဲ့ဒါဝိဇ္ဇာမာနိနပြညတ်ကြံတယ်ဝိဇ္ဇာအသိအမှန်မြင်ပြီးအမှန်သိနေတာသမာဓိအဲ့ဒါပါလေတဲ့အမှန်တရားကိုသိတာဘုရားကသစ္စာတတ်ထားသစ္စာတတ်ထားတော့မရှိတဲ့ပြညတ်ကိုအဝိဇ္ဇာမာနိနပြညတ်ဆွဲလန်းကန့်ညှိနေတဲ့သမုဒိယပယ်လိုက်အဝိဇ္ဇာမာနိနပြညတ်ပယ်လိုက်ဝိဇ္ဇာမာနိနပြညတ်ကြံတယ်ဒါကြောင့်မလို့တကား6ပေါက်ကအာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းဟာဖြင့်သောတာပန်ပုဂ္ဂိုလ်ဟာဖြင့်ဘာကိုမြင်နေတယ်လဲမျက်စိပေါက်ကလည်းအကြောင်းအကျိုးဖြစ်လာတယ်အကြောင်းအကျိုးချုပ်သွားတယ်အတန်တစ်ခုပေါ်လာလဲအကြောင်းအကျိုးဖြစ်လာတယ်အကြောင်းအကျိုးချုပ်သွားတယ်အနတ်တစ်ခုပေါ်လာလဲအကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးချုပ်တယ်လျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ခါရတာဤရုပ်ပေါ်မှာအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတယ်ကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတဲ့ဝေဒနာပေါ်မှာမနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါဓမ္မဤရုပ်ပေါ်မှာအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးချုပ်သွားတယ်တလောကလုံးဟာဘာရှိတော့လဲတဲ့အကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးသာချုပ်သွားတယ်လို့ဒီလိုသိတာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဖြစ်သွားပြီသူကဘာလဲတဲ့နာမ်ပြက်ဆုံးသွားဘာကြားနေလဲတဲ့အကြောင်းနဲ့အကျိုးနဲ့ကြားနေအဲ့ဒါဘာလဲတဲ့သောတာပတ္တိမဲ့သောတာပတ္တိဖို့ဧကောဓမောတခုတည်းသူကတည်သွားတယ်သူကအထင်ညာနာမ်ပြက်ခေါ်တယ်သူကနာမ်ပြက်ကနေပြီးတော့ဒီစိတ်ကလေးတစ်ခုတည်းဖြစ်တော့စိတ်အကြည်ဓာတ်ကြီးထွက်လာဘယ်လိုထွက်လာတယ်လဲစိတ်အကြည်ဓာတ်ကြီးဟာတခါလဲတလောကဓာတ်လုံးကထိန်ထိန်ကျဲလာတာပဲစိတ်ကလေးကတီးနေပြီလေဒါကြောင့်မလို့ဘယ်ပေါ်မှာတီးတယ်လဲတဲ့နာယုတ်ပေါ်မှာဇံရတာနာယုတ်ပေါ်မှာဇံရဇံဆိုတာဘာပေါ်မှာတီးတာလဲတဲ့နာနဲ့ယုတ်နဲ့ပေါ်မှာအကြောင်းအကျိုးနာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးအကြောင်းနဲ့အကျိုးနဲ့ပေါ်မှာစိတ်ကလေးကမပြောင်းမလွှဲပဲပေါ့မပြောင်းမလွှဲပဲနဲ့ဧကောဓမောတခုတည်းတီးနေစိတ်ကလေးမပြောင်းတော့ဘူးဘယ်စိတ်မှမဖြစ်တော့ဒီစိတ်ကလေးတီးနေတာအဲ့ဒီတီးနေတဲ့စိတ်ကဘာစိတ်လဲတဲ့ဝိဇ္ဇာအဲ့ဒီစိတ်ကလေးတီးနေတော့စိတ်အကြည်တကြလောဘဒေါသမောဟအပယ်လေးပါးကံကြားရောက်မဲ့ကံတွေလွတ်နေတော့ဒီစိတ်ကလေးဟာနာယုတ်ပေါ်မှာတီးတော့ဘယ်လိုဖြစ်လာတဲ့စိတ်ကလေးကအကြည်တကြီးထွက်လာသစ္စာလေးပါးဆိုတဲ့ဥစ္စာဟာဒုက္ခသမုဒယဒုက္ခမြင်ရင်သမုဒယမြင်မယ်သမုဒယမြင်ရင်သမုဒယမြင်လာရင်သမုဒယပယ်မယ်သမုဒယပယ်တာနဲ့နိရောဓ
ဘာကြောင့်လဲတဲ့သိပဲဆိုင်ပွားထိုလေးပါတဲ့သစ္စာလေးပါအထူးတလဲဟိုတုန်းကတော့ဖယားလက်ထက်တုန်းကတော့ဖယားညာနေညာစဉ်16ပါညာစဉ်10ပါဆိုတာအဲ့ဒါတွေလိုက်နေလို့ရှိရင်ဝေးတယ်ရဖို့အနံခဲရင်အခုနောက်ပိတ်ဆုံးသာသနာမှာဒီယုံနဲ့ဒီနာဖြစ်လာလို့ရှိရင်ဇာတိဖြစ်လာရင်ကြောက်တဲ့စိတ်တစ်စိတ်ဒီယုံနဲ့ဒီနာဖြစ်လာလို့ရှိရင်ဖြစ်လေပရိစ္ဆာသမုပ္ပါလဲနေတဲ့ဝိပဿနာညာဝိပဿနာစိတ်အဲ့ဒါပရိစ္ဆာသမုပ္ပါလဲတဲ့စိတ်ကိုမလိုချင်တဲ့စိတ်တန္တရာကိုမြင်လို့မလိုချင်တဲ့စိတ်မလိုချင်တဲ့စိတ်တစ်စိတ်ဇာတိဖြစ်လာလို့ကြောက်တဲ့စိတ်တစ်စိတ်မလိုချင်တဲ့တန္တရာကိုမြင်လို့မလိုချင်တဲ့စိတ်တစ်စိတ်မလိုချင်လို့ဒီယုံနဲ့ဒီနာတန္တရာကိုလွတ်ချင်တဲ့စိတ်တစ်စိတ်သုံးစိတ်လွတ်ချင်တဲ့စိတ်ဖြစ်လို့လွတ်အောင်ရှာပြီးလွတ်တဲ့နေရာလေးရလိုက်တဲ့စိတ်တစ်စိတ်အဲ့ဒီလေးစိတ်ရတော်ရောပေါ်ပြသစ္စာလေးပါညာစဉ်10ပါးညာစဉ်16ပါးကဘုရားသိတာကိုသိတာမဟုတ်ဘူးအခုနောက်ပိတ်ဆုံးသာသနာမှာဒီလေးစိတ်ထဲရရင်တော်ပြီမြင်အောင်ကြည့်တွေ့တယ်အဲ့ဒါကြောင့်မလို့ခုနတုန်းကဟောလိုက်တာကအကြောင်းအကျိုးဟာစိတ်ကလေးကတီးနေတော့ဒီပေါ်မှာတီးနေတော့စိတ်အကြည်တက်ကြီးထွက်လာစိတ်အကြည်တက်ကြီးထွက်လာတော့ဘယ်လိုမြင်လာတဲ့နှလုံးသွင်းတာခန္ဓာပေါ်မှာဓာတ်ကြီးလေးပါရုပ်ဝေဒနာပေါ်ကနေပြီးတော့အကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးပြက်တယ်လို့သိလာတော့တလောကဓာတ်လုံးဟာသမာဓိအလင်းရောင်ဓာတ်ကြီးကထွန်းပြလိုက်တော့တလောကလုံးအဲ့ဒီမှာစိတ်အကြည်ဓာတ်ကထွန်းပြလိုက်တဲ့အချိန်ခါစိတ်ကလေးဟာအနန္တငိမ့်လာပြီဆိုရင်စိတ်ကလေးကထွက်သွားပြီဆိုဒီကနေ့မန္တလေးထွက်သွားမန္တလေးမှာတစ်မျိုးလုံးလင်းနေတာဘကောကိုနန်လေးရောက်သွားပြီဆိုဘကောမျိုးကြီးလင်းနေတာစိတ်ကလေးကအနန္တကြည်လင်တောက်ပါတော့ဇာရနေတာကိုအဲ့ဒီတော့စိတ်ကလေးကတည်ငြိမ်ပြီးယုံနာဘောကိုတည်ငြိမ်နေတော့အဲ့ဒါဘာခေါ်မလဲအဲ့ဒီစိတ်ကဘုရားကဟောတာကာမဝဇ္ဇကုသိုလ်စိတ်ယုံနာဘောမှာတည်တာကာမဝဇ္ဇကုသိုလ်စိတ်လို့ခေါ်တယ်အဲ့ဒါကြောင့်မလို့နတ်ပြည်6ထပ်သွားတယ်ကာမဝဇ္ဇကုသိုလ်စိတ်အဲ့တော့ဒီယုတ်ပေါ်နံပေါ်မှာအကြောင်းအကျိုးပေါ်မှာတီးနေတော့စိတ်အကြည်တက်ကြီးကနေပြီးတော့သမာဓိအလေးရောင်တက်ကြီးကထွန်းပြလိုက်တော့ခန္ဓာကိုယ်ကြီးတစ်ခါတည်းကိုအဲ့ကြတော့မှမြင်လာတယ်ဘယ်လိုမြင်လာတယ်လဲမျက်စိနဲ့မြင်တာမဟုတ်ဘူးစိတ်အမြင်သဘောအမြင်မနှောအမြင်ပရမတ္ထသဘာဝလက္ခဏာသဘောတွေမြင်လာဘယ်လိုမြင်လာလဲတဲ့ကိုယ်ခန္ဓာလက်ဦးတော့ကတော့ဒုက္ခဝေဒနာပေါ်ကနေပြီးတော့မြင်လာတဲ့မဟာဘူရိယုတ်ပိုင်းကနေပြီးတော့အကြောင်းအကျိုးမြင်သွားတော့အကြောင်းအကျိုးသတ်သွားတဲ့အချိန်ခါမှာသမာဓိအလင်းရောင်ဓာတ်ကြီးကထွန်းပြလိုက်တဲ့အချိန်ခါကျတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုမြင်လာပါရောဗျာဘယ်လိုမြင်လာလဲတဲ့အတိတ်ကာလတုန်းကဥပဇင်တို့လောက်လာတာကိုယ်ခန္ဓာကိုယ်ရှုလာတော့မြင်လာပုံတွေကိုတရားဓမ္မအများလည်းပဲကျင့်တတ်အောင်ဒါကိုကျင့်စဉ်ပြောတာပါဗျာကျင့်လာတော့စိတ်ကလေးဟာယုံနာဘောကိုအထင်ညာဒါခေါ်တဲ့သောတာပန်များအထင်ညာရာဂံကြတော့အမြင်ညာရလာတဲ့နာမ်ပြက်ကနေပြီးရုပ်ပြက်ကိုပြောင်းဘယ်လိုရုပ်ပြက်ပြောင်းလဲတဲ့သမာဓိအလင်းရောင်ဓာတ်ကြီးကထွန်းပြလိုက်တဲ့အချိန်ခါကျတော့ဘယ်လိုမြင်လာတဲ့ကိုယ်ခန္ဓာကိုယ်ကြီးကိုလက်ဦးတုံးကတော့နာမ်ပြက်ကတော့အထင်ညာသဘောအမြင်မနှောအမြင်အထင်ညာမဲ့ရသေးတယ်နာမ်ပြက်ကတော့ရုပ်ပြက်ကြတော့အမြင်ညာရလာဘယ်လိုမြင်သမာဓိအလင်းရောင်ဓာတ်ကြီးကထွန်းပြလိုက်တော့ကိုယ်ခန္ဓာကိုယ်ကြီးဘယ်လိုမြင်လာလဲ10ရက်15ရက်ထားတဲ့မသားကြီးလို့ကိုယ်ခန္ဓာကိုယ်ကြီးကိုစိတ်ကမြင်လာမျက်စိကမြင်တာမဟုတ်ဘူးစိတ်အမြင်သဘောအမြင်မနှောအမြင်ပြက်လာမြင်လာတော့ခန္ဓာကိုယ်ကြီးသုံးသပ်လိုက်တော့ကြည်စားလက်ဦးတုံးကတော့အကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးပြက်တယ်လို့သိနေတဲ့စိတ်နောက်ဒီစိတ်ကနေပြီးသမာဓိအလင်းရောင်ဓာတ်ကြီးကထွန်းပြလိုက်တော့ကိုယ်ခန္ဓာကိုယ်ကြီးကိုအတုပတရားကြီးမြင်လာတဲ့အချိန်ခါကျတော့အကြောင်းအကျိုးမြင်နေတဲ့စိတ်ဟာမရှိတော့ဘူးရုပ်ပြက်ကြီးမှနာသွားညွတ်ပြန်ရုပ်ပြက်ကြီးမြန်အတိတ်ကာလတုန်းကကြည်စားလက်ရဲ့ချီရဲ့ကိုယ်ရဲ့ခေါင်းရဲ့အကောက်ထင်မှတ်ကြည်စားအခုဟာဖြင့်အနှစ်သာရမရှိတဲ့တရားကြီးပါလား10ရက်15ရက်ထားတဲ့မသားကြီးလို့မျက်ခွက်ကြီးကလည်းသဘောလောက်ကြီးနဲ့ရှားကြီးကလည်းထွက်လို့ရင်နေနှလုံးတွေကွဲပြီးကိုယ်အသေးတွေကိုဥတွေအကုန်လုံးဥခွေတွေပါမြင်နေရအဲ့ဒီလိုမြင်တော့ကြည်စားအတိတ်ကာလတုန်းကငါမြင်ငါသိနေတာကလက်ပဲကြည်ပဲကိုယ်ပဲအကောင်းထင်နေလက်ရှိတယ်ကိုရှိတယ်နဲ့အကောင်းထင်နေပါလားဘယ်မှာတော့ဟိုတုန်းကဥပဇင်ကအတိတ်ကာလတုန်းကအမည်ပညာနာမည်ကဥအောင်ထွန်းတယ်ခန္ဓာကိုယ်သမာဓိအလင်းရောင်ဓာတ်ကြီးကထွန်းပြလိုက်တဲ့ချိန်ခါကြတော့
ကပရိမျက်စိနဲ့ဖွင့်ကြည့်တယ်လို့တခါတည်းကိုမြင်တော့တာစိတ်အမြင်ဖြစ်မြင်လာတဲ့အချိန်ကတော့ဆင်ញင်လိုက်ဩကြည်စားလက်ဦးတော်ကတော့ပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါဟာအထင်ညာအခုအတုပရုပ်ပေါ်မှာသံဌာနပေါ်မှာပြက်လာတဲ့ဥစ္စာပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဓာတ်ကြီးလေးပါမြင်မြာပြီဒီပုံဘယ်လိုမြင်လာလဲတဲ့ကနဦးမြင်လာတာ10 ရက်15ရက်ထားတဲ့မသားကြီးလိုပုတ်ပွားပြီးဒီလိုမြင်တော့အဲ့ဒါပါလေတဲ့ပုတ်ပွားနေတယ်လို့မြင်နေတာအဲ့ဒါအာဘောဓာတ်အာဘောဓာတ်ကနေပြီးတော့လောက်တွေတဖွာဖွာလှုပ်ရွပြီးစားတော့ပြီးတော့ခန္ဓာကိုယ်ကြီးပိုးမျိုး80စားတော့နေတာဒီမြင်ရလှုပ်ရွနဲ့စားနေတာဖြစ်သမာဓိအလင်းအောင်တိုက်ကြီးကထွန်းပြလိုက်တော့ပိုးလောက်တွေပိုးမျိုး80စားတော့နေတဲ့ခန္ဓာကြီးဟာကိုကပတိနာကကြာစားနေတာခန္ဓာကြီးဟာအဲ့တော့ခန္ဓာစုပ်ခန္ဓာပဲကြီးကြဒီခန္ဓာကြီးအကောင်းမဟုတ်ဘူးပိုးမျိုး80အချထားစရာမရှိဘူးဒီကပိုးတွေခန္ဓာကြီးမှာဖယားကလည်းပိုးမျိုး80ခန္ဓာကြီးမှာနေတယ်တဲ့အဲ့တော့သမာဓိရှိတဲ့ပုဂ္ဂိုလ်ဟာဖြစ်ဝိပဿနာဉာဏ်ဝိပဿနာစိတ်နဲ့ရှုလိုက်တဲ့အချိန်ကအတုပတရားရုပ်ပြက်ကိုမြင်ပြီဆိုလို့ရှိရင်ပိုးမျိုး80စားတော့နေတဲ့ခန္ဓာကြီးတွေးကြပါလိမ့်မယ်လို့ဒါကြောင့်မလို့ဦးဇင်းတို့လည်းပဲခန္ဓာရှာလိုက်တော့လက်ဦးတွေးတာကတော့ပုတ်ပွားပြီးတော့10 ရက်15ရက်ထားတဲ့မသားကြီးကိုမြင်ရအသေးတွေမြင်ရဦးတွေမြင်ရဦးတွေအသေးတွေပုတ်နေပိုးမျိုး80စားတော့နေတဲ့ပိုးတွေမြင်ရေမြုပ်ရေဆိုင်ခဲကြီးလို့စူပွက်နေဒါခန္ဓာကိုယ်ကြီးမဲချောက်ပြီးတော့မိဘများလှုပ်လိုက်တယ်လို့ဖောက်မိတွေလောင်ကျွမ်းနေတော့ကြအယုစုကြီးဖြစ်လာလိုက်ပြောင်းလဲပြီးတော့ဒီခန္ဓာကြီးကအတုပတရားကြီးပြောင်းလဲပြီးတော့ပြည့်နေတော့မှအဲ့ဒီမှာပြောင်းလဲတော့မှဓာတ်ဤအမြင်ကလည်းပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဓာတ်ဤသဘာဝတရားတွေပါလားယုသိကနဦးစိတ်ကတော့ပေါ်လာကြီးလားပွာလာကြီးလားတော့ကြမီးတွေလောင်လာပါလားတော်ကြရေမြုပ်ရေဆိုင်ခဲကြီးစူပွက်လာပါလားတော်ကြအနာဆွေးအနာဟောင်းများလို့ပိုးလောက်တွေစားနေပါလားလောက်တဖွာကြနေပါလား10 ရက်15ရက်ထားတဲ့မသားကြီးလိုပါလားလို့ဒီလိုသိနေရတော့ကိုယ်ခန္ဓာကိုယ်ကြည့်ကြည်စားအတိတ်ကာလတုန်းကခန္ဓာကိုယ်စိတ်အမြင်သဘောအမြင်ဖြစ်နေတော့အတိတ်ကာလတုန်းကကြည်စားခေါ်ဝသမုတ်ထားတဲ့အောင်ထိုးဆိုတာရှိသေးလားကြည်စားတကယ်ရှိတာအနှစ်သာရမရှိတဲ့အတုပတရားကြီးပုတ်ပွားပြီးအေးပျော်ကြနေတဲ့အတုပတရားကြီးကိုဘယ်မှာတော့လက်ရလို့ရှိသေးလားကိုယ်ရလို့ရှိသေးလားခေါင်းရလို့ရှိသေးလားချောတယ်လှတယ်ဝတယ်လို့ရှိသေးလားပုတ်အပုတ်တရားကြီးပဲပြည့်စည်ရမယ်ခန္ဓာကိုယ်ကြီးဟာပိုးကောင်နေတဖွာဖွာစားတော့နေတဲ့ပိုးကောင်တို့ဤတရားဌာနပိုးကောင်တို့ဤသင်္ချိုင်းကြီးပါလားပိုးကောင်တို့ဤတရားဌာနဩကာသလောကကြီးပါလားငါပဲသူပဲလက်ပဲကြီးပဲကိုပဲခေါင်းပဲယောက်ျားပဲမိန်းမပဲဆိုတာမရှိတဲ့တရားကြီးပါလားအဲ့ဒီသိတလက်စီကြီးမြင်လာတော့အဲ့ကြတော့မှဒီခန္ဓာကြီးဟာငါဤခန္ဓာဆိုတာမရှိတဲ့တရားပဲအတုပတရားကြီးပါလားလို့ဒီလိုမြင်လာတဲ့အချိန်ခါကျတော့တလောကလုံးကြည့်လိုက်တဲ့အချိန်ခါကျတော့ဒကမကြီးလာပြန်တော့လေစိတ်နဲ့ကြည့်လိုက်တဲ့အချိန်ခါကျတော့ဒကမကြီးလည်းရစရာမရှိဘူးဒကမကြီးလည်းကိုယ်ခန္ဓာကိုပြက်တယ်လို့ဒကမကြီးလာပြန်တော့10 ရက်15ရက်ထားတဲ့မသားကြီးလို့ပုတ်ပွားပြီးတော့သိကြီးစိတ်ကြည့်လိုက်ပြန်တယ်သိကြီးစိတ်အပုတ်ပွားကြီးတွေထိုင်ရောက်နေရွှေဆိုင်မှာထိုင်ရောက်နေတဲ့ပေါ့ရွှေဆိုင်ကြီးကလည်းပုတ်ပြီးတော့ရွှေဆိုင်မှာထိုင်နေတဲ့ဒကမကြီးဒကာတွေကလည်းပုတ်ပွားအရေးကြီးပြောကြယွန်စရာဆက်ဆုပ်စရာမနှစ်သက်စရာအတိတ်ကာလတုန်းကငါဖြူပဲငါကြောင်းပဲငါကြားပဲချောတယ်လှတယ်ဝတယ်ဒိန်းသရံတရားကြီးအပြင်မရှိတဲ့တရားပါလားရှိတာကတော့အတုပတရားကြီးပါလားအပုတ်တရားကြီးပါလားအယိုးစုကြီးပါလားအနှစ်သာရမရှိတဲ့တရားကြီးပါလားတလောကလုံးကြည့်ကိုခန္ဓာကိုအပုတ်ကြီးကိုမြင်တော့တလောကလုံးလှမ်းပြီးကြည့်လိုက်တော့ဒကမအလေးလည်းပုတ်ပွားပြီးတော့ယွန်စရာကြီးဖြစ်နေပြီဒကာရီကြည့်လိုက်ပြန်တယ်ပုတ်ပွားပြီးတော့ယွန်စရာဖြစ်နေပြီအဲ့တော့ကိုခန္ဓာကိုကြီးလည်းမကြည့်ဝင်တော့ဘူးကြောက်ဆက်ဆုပ်လာတယ်ယွန်လာတဖွာဖွာတခါတည်းကိုခန္ဓာကိုကြီးဟာ10 ရက်15ရက်ထားတဲ့မသားကြီးလို့နေ့လည်းမအိပ်ရဘူးညလည်းမအိပ်ရဘူးမိတ်ထားပိုးမြင်ဖွင့်ကြည့်လည်းမြင်ရတော့အဲ့ကြတော့တမာရီကကောင်းစိတ်ကအတုပစိတ်ဖြစ်သွားအတုပစိတ်ဖြစ်သွားတဲ့အချိန်ခါကျတော့တလောကလုံးကြည့်လိုက်တော့ရေမြေတောတောင်သမုတ်ပြ
ရေဒီကြည့်လိုက်ပြန်တော့လေဘယ်လိုဖြစ်လဲပုတ်ပွားပြီးတော့တခါတည်းကိုယွန်စရာပင်ပုတ်အဲ့ကြီးလိုဖြစ်မြေကြီးတွေကြည့်လိုက်ပြန်တော့လေမကြည့်ဝင်တော့အမတန်ဆက်ဆုပ်ယွန်လေမြေကြီးလည်းမကြည့်ဝင်တော့အာကာသကောင်းငင်ကိုကြည့်လိုက်ပြန်လေကောင်းငင်ကြီးကိုလည်းပုတ်ပွားသစ်ပင်တွေကြည့်လိုက်ပြန်လေပုတ်ပွားတိုက်တွေကြည့်လိုက်ပြန်လေပုတ်ပွားကားတွေကြည့်လိုက်ပြန်လေပုတ်ပွားရုပ်ပြက်ကြီးအတုပစိတ်ဖြစ်လို့အတုပစိတ်ဖြစ်လို့ရှိရင်တလောကလုံးဟာဖြစ်မြင်သမျှအတုပကြီးပဲမှရုပ်ပြက်ကိုအဲ့ဒီလိုမြင်လာတော့မှကြည်စားတလောကလုံးဟာဖြစ်မိမချောတယ်လှတယ်ဝတယ်တကာချောတယ်လှတယ်ခွေးတွေဝက်တွေနွားတွေကြက်တွေဘဲတွေစိတ်တွေရင်မြေတောတောင်သမုတ်တရားဆိုတာခေါ်သမုတ်ထားတဲ့ပြည့်ညတ်တွေပဲတကယ်ရှိတာကဘာလဲအတုပတရားတွေပါလားအပုပ်အသိုးတွေအတုပသဘောတရားသာရှိပါလားအနှစ်သာရမရှိတဲ့တရားတွေပြည့်ရမယ်တရားတွေပါလားလို့အဲ့ဒီလိုတလောကလုံးကြည့်လိုက်တလောကလုံးဒီလိုမြင်အပုပ်ကြီးအဲ့ဒီလိုမြင်တော့မှကိုနှစ်သက်တဲ့ဥစ္စာကိုတခါပြန်ပြီးကြည့်တယ်အတိတ်ကာလတုန်းကသူများပြက်တယ်ကိုတော့ကိုတက္ကမတော့ကောင်းဦးမလားလို့အတိတ်ကတော့ဥပဇင်းတော့တက္ကမရှိဥပဇင်းကတောထွက်ပါဗျာအဲ့တော့အတိတ်ကာလတုန်းကဥပဇင်းကတက္ကမရှိတော့ကိုတက္ကမတော့အတိတ်ကာလတုန်းကကောင်းဦးမယ်လို့ထင်လေအဲ့ဒီတော့ကိုတက္ကမကိုပြန်ပြီးစိတ်နဲ့တခါပြန်ပြီးကြည့်ရန်ကုန်ကိုတခါပြန်ကြည့်စိတ်နဲ့ကြည့်တော့ကိုတက္ကမလည်းခြံအောင်နဲ့အဲ့နေတော့မကြည့်ဝင်တော့ဘူးတက္ကမလည်းတခါတည်းပုတ်ပွားပြီးတခါတည်းမနှစ်သက်တော့ယွန်စရာကြီးဖြစ်ကိုခန္ဓာကိုယ်ကြီးကလည်းမကြည့်ဝင်တက္ကမကြည့်လိုက်ပြန်လည်းမကြည့်ဝင်အဲ့တော့မှကဘာလာဇန်တည့်တဲ့ကစွဲလာတဲ့ကိုတာတွယ်နှစ်သက်တဲ့ကိုးခွေတဲ့ဖယားကိုကြည့်လိုက်ပြန်တယ်ကြောက်စင်းတို့ဖယားကြီးအာယုံနဲ့စိတ်နဲ့ကြည့်လိုက်လက်ဦးတော့ကြောက်စင်းတို့ဖယားကြီးဟာကြောက်ကြီးရဲ့လို့မပုတ်ဘူးလို့အောက်မိတ်စိတ်တကူကအနံ့ကြီးတယ်နော်မပုတ်ဘူးရဲ့လို့အောက်မိတ်ကြောက်စင်းတို့ဖယားကြီးကိုတခါတည်းစိတ်နဲ့ကြည့်လိုက်တဲ့အခါလက်ဦးစိတ်ကလေးကတော့ကြောက်စင်းတို့ဖယားကြီးကဖွေးဖွေးလေးပေါ့လေရွှေတွေကလည်းဝင်းလို့မျက်နှာတော်လေးကဖွေးဖွေးလေးတွေ့တယ်အဲ့ဒီမျက်နှာတော်လေးဒီဟာတော့ကြောက်တော့ကြောက်လှပြီနည်းနည်းလွတ်တဲ့စီကြောက်ရှာဘယ်နေရာပြအကောက်တွေ့မလဲလို့ကြောက်စင်းတို့ဖယားကြီးတော့သက်သာမှာပဲလို့တခါတည်းအဲ့ဒီကြောက်စင်းတို့ဖယားကြီးကိုစိတ်နဲ့အာယုံပြုတ်ပြီးကြောက်စင်းတို့ဖယားကြီးကြည့်တယ်ကြောက်စင်းတို့ဖယားကြီးတော့ကနဦးစိတ်ကလေးကတော့မျက်နှာတော်လေးကဖွေးဖွေးလေးတွေ့တော့ကြည်ရင်နဲ့ကြောက်စင်းတို့ကြီးကဘယ်လိုဖြစ်လာလဲတော့မျက်ခွက်ကျကြည်မျက်လုံးကြီးပြူးထွက်လာအဲ့ဒီမှာကြောက်စင်းတို့ဆိုတာလေခေါ်သမုတ်ထားတဲ့ပညာတလောကလုံးရှိတာကအတုဟာတရားအပုတ်တွေအသိုးတွေပါလားဘာမှမရှိပါလားဆိုအဲ့ဒီမှာသိရွှေတုံဖယားကြီးကြည့်လိုက်ပြန်လဲဆက်ဆုပ်เสียယွန်เสียမနှစ်သက်เสียအဲ့တော့မှခေါ်သမုတ်ထားတဲ့ပညာဖယားတွေပါလားကြောက်စင်းတို့ကလည်းပညာဖယားရွှေတုံဖယားကလည်းပညာဖယားပါလားတလောကဓာတ်လုံးအတုပတရားသာရှိပါလားဆိုတလောကလုံးအတုပစိတ်ဖြစ်သွားတော့ဘယ်လိုဖြစ်လာတဲ့ကိုခန္ဓာကိုယ်ကြီးကိုမနှစ်သက်တော့ဘူးမတာတွဲဘူးမကားညိတော်ဘူးမလိုချင်တော့ဘူးဆက်ဆုံလာပြီးယွန်လာပြီးဆက်ဆုံယွန်ရှားလာတခါတည်းနေ့လည်းမအေးရဘူးညလည်းမအေးရတော့ဘူးတခါတည်းမိတ်ထားလည်းပုံမြင်ရတယ်ဖွင့်ကြည့်လည်းပုံမြင်ရတော့အဲ့ဒီလိုမြင်ရတော့တခါတည်းမျက်စိပေါက်ကနေပြီးဘယ်လိုဖြစ်လာလဲဆိုတော့မကြည့်ကျင်တဲ့စိတ်တွေဒေါသတွေဖြစ်လာတာဒေါသကိုဖြစ်တာပဲမျက်စိနဲ့မြင်လိုက်တာကိုခန္ဓာကိုယ်ကြီးကိုမြင်လာတော့မကြည့်ကျင်တဲ့စိတ်ဒေါသဖြစ်နေပြီဒေါသစိတ်ဖြစ်နေမကြည့်ကျင်တာပါလေတဲ့ဝေဒနာတွေဖြစ်နေပြီမျက်စိကဝေဒနာတွေဖြစ်တော့မကြည့်ကျင်တဲ့စိတ်ကဒေါသစိတ်ဖြစ်အဲ့စိတ်ကလေးအဲ့ဒီတော့မှကြည့်လိုက်တဲ့အချိန်ခါကျတော့တလောကဓာတ်လုံးဟာရှာကြည့်လိုက်တယ်နေ့လည်းမအေးရညလည်းမအေးရတော့ဘူးအဲ့ဒီတော့မှကြည်စားတလောကလုံးဘာမှလည်းမရှိတော့ဘူးအားထားเสียကိုးကွယ်เสียတီဓာတ်ခိုင်မြဲတဲ့နေရာလည်းဘာမှမရှိတာပါလားအဲ့ဒီလိုကြည့်တော့မှဒီကနေပြီးအောက်မှာကြည့်လိုက်လို့ရှိရင်ပြည့်သေးသလားနတ်ပြည်6ဓာတ်စိတ်နဲ့တခါပြန်ပြီးကြည့်နတ်ပြည်6ဓာတ်ကြပြန်တော့လေနတ်တက္ကမတွေလည်းမကြည့်ဝင်တော့နတ်တကာတွေလည်းမကြည့်ဝင်တော့ဘယ်ကြည့်ဝင်တော့မလဲမြင်ပြီလေဇာညနေပြီလေနတ်တက္ကမတွေကြည့်လိုက်ပြန်တော့နတ်တက္ကမတွေချောတယ်လှတယ်ဆိုတော့နတ်တက္ကမမမြင်တော့ဘူးနတ်တက္ကမတွေလည်းပဲ10ရက်15ရက်ထားတယ်မသားကြီးလို့နတ်တကာကြီးကြည့်လိုက်ပြန်တော့လဲ10ရက်15ရက်ထားတဲ့မသားကြီးလို့မြင်ပြီနတ်ပြည်6ဓာတ်လည်းအတုပါတရားမြင်ပြီ
နတ်ပြည်6ဓာတ်လဲအတုပါတရားလူပြည်လဲအတုပါတရားတလောကလုံးဟာဘာရှိလဲအတုပါတရားသာရှိပါလားသိကုန်တလောကလုံးဟာအတုပါတရားကြီးဘာမှအနှစ်သာရမရှိတဲ့တရားဆိုတာအကုန်ထိုးထွင်းပြီးတော့အမှန်မြင်ပြီးအမှန်သိပြီမျက်စိပေါက်ကနေပြီးမကြည့်ကျင်တဲ့စိတ်ဒေါသဖြစ်လာအဲ့ဒီလိုဒေါသဖြစ်လာတော့အဲ့ဒီတော့မှတလောကလုံးဘာမှမရှိတော့ပါလားအတုပါမြင်တော့မျက်စိပေါက်ကနေပြီးတော့ဝေဒနာဖြစ်လာဝေဒနာပဲဖြစ်သေးတယ်အဲ့တော့ဝေဒနာဖြစ်လာတော့မျက်စိနဲ့မြင်လိုက်တဲ့အခါဘုရားကဟောထားတယ်ကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာစိတ်တာသတိပဋ္ဌာန်စိတ်တာ ानु ပါဒနာဓမ္မာသတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာသတိပဋ္ဌာန်တရား၄ပါးကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဆိုတော့သောတာပန်များသိလားသောတာပန်များဟာကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာနာမ်ပြက်သရဂံဟာရုပ်ပြက်ဘယ်ရုပ်လဲတဲ့အတုပဖြစ်တဏှာသတ်ပြီတဏှာတော့ခေါင်းပါပြီပညာစင်သေးလားမစင်သေးဘူးဘာကိုမြင်နေလဲတဲ့ကောင်းတာကိုမမြင်တော့ဘူးကောင်းတာမမြင်တော့ဘယ်ပညာပယ်လိုက်တဲ့ကောင်းတာကိုမြင်တော့သံဌာနပညာကိုပယ်လိုက်ပြီဘာကိုမြင်လို့သံဌာနပညာလဲတဲ့ပုတ်ထားကြီးတွေပွားထားကြီးတွေအယိုးစုကြီးတွေမိတွေလောင်ကျွမ်းနေတာတွေလောက်တပွားပွားစားနေတာတွေဒါတွေကကဏခေါ်တယ်အဲ့ဒါကဏပညာကြီးမြင်လို့သံဌာနပညာကိုပယ်လိုက်တယ်သရဂံပယ်ပုံကိုဘယ်အမြင်ပေါ်ကိုပယ်ပုံကောင်းတာကိုချောတယ်လှတယ်လက်ဖဲလို့မသိတော့ဘူးမမြင်တော့ဘူးကဏပညာကြီးကိုပုတ်ထားကြီးပွားထားကြီးမိတွေလောင်နေတယ်ရေမြုပ်ရေဆိုင်ခဲကြီးတွေဆူပွက်နေတယ်အဲ့ဒီလိုမြင်တာအဲ့ဒီလိုမြင်တော့မှသံဌာနပညာကိုပယ်လိုက်တယ်ဘာပညာကြမ်းနေလဲကဏပညာကြီးပုတ်တယ်ပွားတယ်လို့ကာမကိလေသာခေါင်းမယုံပဲရှိသေးတယ်ပညာမစင်သေးဘူးပြင်းငိမ့်တည်းမဖြစ်သေးဘူးပုတ်တယ်ပွားတယ်အယိုးပဲမိတွေလောင်နေတယ်လောက်တီတဖွာဖွာစားနေတယ်လို့ဒီလိုပညာကြီးတင်နေဒီပညာကဘာလဲတဲ့ဝိဇ္ဇာပညာအဝိဇ္ဇာပညာမဟုတ်ဘူးချောတယ်လှတယ်လို့ဆိုတဲ့ပညာမဟုတ်ဘူးအဲ့ဒီသံဌာနမမြင်တော့ကဏမြင်တယ်သံဌာနပညာပယ်လိုက်အလိုအလျောက်ပယ်ပြီးသားဖြစ်တယ်အထူးတလည်းလှုပ်ပဲနေရတဲ့တရားမျိုးမဟုတ်ဘူးကျင့်တဲ့ပုဂ္ဂိုလ်ကသံဌာနပယ်လိုက်တော့ကဏကြံတယ်အဲ့ဒီကဏကြံနေတော့မျက်စိကနေပြီးတော့ဝေဒနာဖြစ်လာတယ်ကြောက်လာတာတလောကလုံးကအမတန်ကြောက်အမတန်ဆင်းရဲတခါတည်းလောကကြီးကယုံထွက်တယ်ဒီဟာကြီးကကြောက်လာတော့ဘယ်လိုဖြစ်ရုပ်ပြက်ကြီးမြင်မှကြောက်တာလောကကြီးကမနေရင်တော့ဘူးနတ်ပြည်6ဓာတ်လည်းကြည်လိုက်ပြန်လာအပုပ်ကြီးယွန်စရာမနှစ်သက်ဘူးနေလည်းမအိပ်ရညလည်းမအိပ်ရဒါကြီးကိုတခါတည်းကိုမကြည့်ဝင်ဘူးတခါတည်းဝေဒနာကိုဖြစ်တာပဲဒါကြောင့်မလို့သရဂံများဟာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာဘယ်လိုဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာလဲတဲ့မကြည့်ကျင်တဲ့စိတ်ဒေါသစိတ်ဖြစ်ဒေါသဖြစ်နေတော့ဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာဆိုတာမျက်စိနဲ့မြင်လိုက်တဲ့အချိန်ခါဝေဒနာဖြစ်နေပြီမျက်စိကဝိဇ္ဇာပညာဖြစ်သွားတော့တကား6ပေါက်အာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းဒုက္ခဝေဒနာမခံစားနိုင်တော့ဘူးဒုက္ခဝေဒနာဖြစ်နေပြီဝေဒနာကြီးသိတယ်အစင်းတစ်ခုပေါ်လာလဲအပုပ်ကြီးမြင်တော့ဝေဒနာဖြစ်နေပြီဝေဒနာသွားသိလိုက်တာပဲဝေဒနာသွားသိလိုက်တော့ဝေဒနာသတိပဋ္ဌာန်ဝေဒနာမခံစားခြင်းတော့ဘူးဝေဒနာ ानु ပါဒနာနားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ခါအသာမောကိုဝေဒနာသွားသိလိုက်တဲ့အသာကိုဝေဒနာပဲသွားသိဝေဒနာသွားသိလိုက်တာကဝေဒနာသတိပဋ္ဌာန်ဝေဒနာမခံစားခြင်းတဲ့သဘောလေးဖြစ်သွားတာကဝေဒနာ ानु ပါဒနာနှာခေါင်းနဲ့အနာနဲ့ထိမှန်လိုက်တဲ့အချိန်ကအနံ့ရုပ်ပေါ်မှာအနံ့ကိုဝေဒနာပဲသွားသိလိုက်တယ်ဝေဒနာသတိပဋ္ဌာန်ဝေဒနာမခံစားခြင်းတဲ့စိတ်ကလေးဖြစ်သွားပြီဝေဒနာ ानु ပါဒနာလျှာနဲ့ရတာနဲ့စားလိုက်တဲ့အချိန်ကရတာဤရုပ်ပေါ်မှာဝေဒနာဖြစ်နေလို့ဝေဒနာပဲသွားသိလိုက်ကြမင်းဝေဒနာဖြစ်နေတော့ဝေဒနာသွားသိလိုက်တယ်ဝေဒနာသတိပဋ္ဌာန်ဝေဒနာမခံစားခြင်းတော့ဘူးတော်ပလိုက်တာပဲဝေဒနာ ानु ပါဒနာကိုယ်နဲ့အတွေ့နဲ့ထိမှန်လိုက်တဲ့အချိန်ကဝေဒနာပဲသွားသိလိုက်တယ်ဝေဒနာသတိပဋ္ဌာန်ဝေဒနာမခံစားခြင်းတော့ဘူးဝေဒနာလွတ်လိုက်ပြန်ပြီဝေဒနာ ानु ပါဒနာဝေဒနာချုပ်သွားတယ်မနောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဝေဒနာပဲသွားသိလိုက်တယ်ဓမ္မရုပ်ပေါ့ဝေဒနာသတိပဋ္ဌာန်ဝေဒနာမှာမခံစားခြင်းနဲ့စိတ်ကလေးဖြစ်သွားပြန်ပြီဝေဒနာ ानु ပါဒနာအဲ့ဒါပါလေတဲ့သရဂံဆိုဘုရားသတိပဋ္ဌာန်တရား၄ပါးဟောထားတာအလကားမဟုတ်ဘူးအဲ့တော့သရဂံများဟာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာဝေဒနာသတိပဋ္ဌာန်ဝေဒနာ ानु ပါဒနာဖြစ်အောင်ဘာကိုမြင်လို့လဲရုပ်ကိုမြင်လို့ဗျာအတုပတရားကြီးမြင်လို့ဗျာဒါကြောင့်မလို့
ကာမကိလေသာခေါင်းပါတာဗျာသရဏာများမြင်တာဘာကိုမြင်နေလဲပြောလို့မေးနောက်ကြတော့ဘာမြင်လို့လဲတဲ့ယုံကြည်ကိုအတုပတရားကြီးမြင်လို့ခေါင်းပါတယ်ပုတ်ပွားပြီးတော့မနှစ်သက်တော့ဘူးအတုပစိတ်ဖြစ်နေပြီတဏှာသနေပြီကဏခြေသေးလားတဲ့မခြေသေးဘူးဘာကိုမြင်လို့လဲတဲ့ကဏပြဉ္ညာကြီးမြင်နေအဲ့ဒီတော့မှဩတရားဓမ္မကြီးတွေလည်းပဲတရားကြီးတွေကပုတ်ပွားပြီးတော့ခန္ဓာကိုယ်ကြီးရုပ်ပြက်မြင်ပြီဆိုရင်တရားမကြီးပါပုတ်တရားမကြီးတွေကလည်းခန္ဓာကိုယ်အတုပလက္ခဏာကိုမြင်ပြီပုတ်ပွားနေပြီဆိုတရားကြီးတွေပုတ်ပွဲကိုယ်ခန္ဓာကိုယ်မလိုခြင်းရဲ့သူများခန္ဓာကိုယ်မလိုခြင်းဘူးကိုယ်ခန္ဓာကိုယ်သိကြောက်တယ်ဆိုရင်သူများခန္ဓာလည်းကြောက်တယ်ကိုယ်ခန္ဓာကိုယ်မနှစ်သက်တော့သူများခန္ဓာလည်းမနှစ်သက်ဘူးကိုယ်ခန္ဓာကိုယ်ဆက်ဆုပ်တော့သူများခန္ဓာလည်းဆက်ဆုပ်တယ်ကိုယ်ခန္ဓာကိုယ်မကြည့်ရင်တော့သူများခန္ဓာလည်းမကြည့်ဘူးကိုယ်ခန္ဓာကိုယ်ယွန်တော့သူများခန္ဓာလည်းယွန်တယ်ကိုယ်ခန္ဓာကိုယ်ကြောက်တော့သူများခန္ဓာလည်းကြောက်တယ်မမြင်ရင်တော့ဘူးကြောက်လာတယ်အဲ့တော့ကြောက်တယ်ဆိုတာရုပ်ပြည့်ကြီးမြင်မှကြောက်တော့ဘာနဲ့ဥပမာတူလဲတဲ့ငါးဆောင်းတဲ့ပုဂ္ဂိုလ်လို့ငါးဆောင်းဘယ်လိုငါးဆောင်းတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုဖြစ်တယ်လဲတဲ့ချောင်းထဲမှာလိုက်ရှောက်ဆောင်းတာပေါ့လေလိုက်ပြီးတော့ဆောင်းလေးနဲ့ဟိုအုပ်ဒီအုပ်တော့လက်ဥတော့ငါးလေးတွေမိတာပေါ့လေပညာလို့ဆိုတော့ငရနေငပတ်တွေမိတာပေါ့မိတော့ပလိုက်နဲ့ထဲ့တာပေါ့လေပလိုက်နဲ့ထဲ့နောက်တစ်ခါကျဟိုအုပ်ဒီအုပ်ခြုံစအုပ်လိုက်တော့ဘာကြီးအုပ်လဲမွေဟောင်ကြီးအုပ်မွေကြီးအုပ်မိလိုက်တဲ့အချိန်ခါကျတော့မွေကြီးကချောင်းနဲ့တိုးတာပဲဂုံတိုးတော့လက်ဥတော့ငပတ်တွေငရနေတိုးတော့ဝင်းလာတာပေါ့တခါတည်းမွေကြီးအုပ်မိလိုက်တော့မွေကြီးကတခါတည်းကိုဖိငါးကြီးတိုးတယ်ဆိုပြီးတော့တခါတည်းငါးဆောင်သမားကတခါတည်းဖိပြီးတခါတည်းကိုစီးတာပေါ့လေမထွက်နိုင်အောင်ဆိုတော့တခါတည်းဆောင်းလေပေါက်ထဲကနေပြီးတော့တခါတည်းကိုနှိုက်လိုက်တဲ့အချိန်ကမွေကြီးလည်းပဲသွားဆုပ်တာပဲမွေကြီးလည်းပဲသွားဆုပ်လိုက်တဲ့အချိန်ခါကျတော့ဟာတဲကြီးတဲ့မွေကြီးတဲကြီးတဲ့ငါးကြီးပါလားငရကြီးပါလားလို့ဒီလိုအောင်းမေးရတဲကြီးတဲ့ငရကြီးပဲလို့ဝင်းလာတာပေါ့လေဆောင်းသမားကဝင်းလာတော့ငါတော့အိမ်ကြလို့ရှိရင်တော့ငရဟာတော့စာပြုတ်တော့မှာပဲလို့ဒီလိုအောင်းမေးဝင်းလာတယ်စားရမှာကိုငါဆောင်သမားဟာအဲ့ဒီတော့မွေကြီးလည်းပဲစုပ်ပြီးတော့ရေထဲကမဖော်သေးပဲကိုမဖော်သေးတော့တခါတည်းလေဘင်းကြီးစုပ်လိုက်တော့အားရပါရနဲ့တခါတည်းကိုကော်ပြီးဟဲ့ငါတော့စားရတော့မယ်အိမ်ကြလို့ဆိုရင်ငရကိုတခါတည်းထုချေပြီးတော့တခါတည်းအစာတွေသွင်းပြီးတော့ဆံပြုတ်စားရမှာပဲဆိုပြီးတော့ဝင်းလာတာပေါ့ဒီမွေကြီးလည်းပဲဆိုငါထင်နေငါကြီးထင်နေတော့လေဘင်းကြီးဆုပ်လိုက်တော့ရေပေါ်လဲမြောက်လိုက်ပါရောဗျာဆောင်းမောက်ကဆွဲပြီးထုတ်လိုက်တယ်လေဘင်းကြီးဆုပ်လိုက်တော့တခါတည်းရေပေါ်မြောက်လိုက်တဲ့အချိန်ခါကျတော့မွေဟောင်ကြီးလေဘင်းဆုပ်ပြီးလေဘင်းကြီးကလည်းသုံးရင်တယ်မွေကြီးကရှာချက်တင်းနဲ့တခါတည်းနှုတ်လိုက်တော့တခါတည်းမွေအမိကလက်ဒီအကုန်ဆောက်ပတ်လိုက်ပါရောပတ်လိုက်တော့မှအဲ့တော့မှတခါတည်းငါးဆောင်သမားမျက်လုံးပြူတော့အဲ့တော့ဝိပဿနာယောဂီပုဂ္ဂိုလ်ဒီမွေကြီးလေဘင်းဆုပ်လိုက်တယ်လို့အတုပလက္ခဏာရုပ်ပြက်ကြီးမြင်တော့မှလောကကြီးကယုံထွက်ခြင်းတယ်ကြောက်တယ်အဲ့ဒီကြတော့မှမွေကြီးလေဘင်းဆုပ်တယ်လို့ဖြစ်တယ်လက်ဥတုံကတော့အကောင်းမမြင်သေးတာဒကမာလေးမြင်ရင်ချော်လိုက်တာလှလိုက်တာဝါလိုက်တာဖြူလိုက်တာဒကာလေးမြင်တော့ချော်လိုက်တာလှလိုက်တာဝါလိုက်တာအဲ့ဒါပါလေတဲ့ရေထဲကမမြောက်သေးဘူးမမြောက်သေးတော့မွေကြီးတော့လည်းပဲဆောက်ထားပြီစားရမယ်လို့ဝင်းသားနေတယ်အဲ့ဒါချောတယ်လှတယ်ထင်းနေတဲ့ပုဂ္ဂိုလ်ကမွေကြီးလည်းပဲဆောက်ပြီအကောင်းမြင်တဲ့ပုဂ္ဂိုလ်ရေပေါ်မမြောက်သေးဘူးအပြည့်ကြီးမြင်လို့အတုပတရားကြီးကိုမြင်လာတဲ့အချိန်ခါကျတော့တခါတည်းကိုမွေကြီးလည်းပဲဆောက်တယ်လို့ရေပေါ်မြောက်လိုက်တော့မှမွေကြီးကဗပြင်းကြီးခွက်ပြီးတော့တခါတည်းရှာကတင်းတဲ့အဲ့တော့မွေအမိကလည်းလက်တွေတခါအကုန်ပတ်တော့တာပတ်တော့မှအဲ့တော့မှမွေဘေးကဘယ်လိုလွတ်ရအောင်လွတ်ပါမလဲလို့အဲ့တော့မှကြံဆောင်ဘယ်လိုကြံဆောင်တယ်လဲကြည်စားငါဒီအခုနေမွေလည်းပဲငါညှစ်ထားကြိုင်ထားတယ်ကြိုင်ထားလိုက်တဲ့ဥစ္စာဒီတိတ်လွတ်လိုက်လို့ရှင်းလို့ရှိရင်ဖြင့်အမိကလည်းပတ်ထားတယ်ငါတော့ကြိုက်တော့မကျင်းစီငါသေရတော့သိပြီရုပ်ပြည့်ကြီးမြင်တဲ့ပုဂ္ဂိုလ်ဟာ
တခါတည်းနေလည်းမအေးရညလည်းမအေးရမွေကြီးလည်းပင်ဆုတ်ထားတယ်လို့သိကြောက်တာပဲအဲ့တော့မွေကြီးလည်းပင်ဆုတ်ထားတော့မွေဘေးတွေ့ဒီဘေးကငါဘယ်လိုလွတ်အောင်ရုံးရပါမွေကြီးလည်းပင်ဆုတ်ထားမွေကြီးလည်းပင်ဆုတ်ထားတော့မွေကလည်းပဲလက်တွေပတ်ထားတဲ့အချိန်ခါကျတော့ဘယ်လိုဖြစ်လာလဲဩဒီတိုက်ကလွတ်လိုက်လို့ရှိရင်လက်ကိုလည်းမွေကလက်ပတ်ထားတယ်ပတ်ထားတော့လေเจ้าလွတ်လိုက်ပြန်လဲပြစ်လို့လည်းရမှာမဟုတ်တော့ဘူးမရတော့ဘယ်လိုငါကြံပြီးတော့ဒီမွေဘေးငါလွတ်အောင်ဘယ်လိုလုပ်ရပါမလဲအဲ့လိုအကြံဖြစ်လာတော့မှအဲ့ဒီမှာမွေကြီးကိုလက်တစ်ဖက်ကနေပြီးတော့ဒီတိုင်းထားလို့တော့ငါမရဘူးငါမွေကိုတော့ငါသေအောင်သတ်ဘယ်လိုသေအောင်သတ်မလဲလက်တစ်ဖက်နဲ့ငါသူ့လေစီကိုတခါတည်းကိုအသက်မရှူနိုင်အောင်ငါအတင်းနဲ့ဆုံးမယ်ဆိုပြီးတခါတည်းကိုမွေကြီးကိုတခါတည်းကိုအတင်းနဲ့ဆုံးတော့တာအတင်းဆုံးတော့တခါတည်းကိုမွေကြီးအသက်မရှူနိုင်တော့ဘူးအသက်မရှူနိုင်တော့တခါတည်းကိုပြော့အမေကတပတ်ရလိုက်တပတ်ပြုတ်ကြတော့မွေကြီးပြော့အသက်မရှူနိုင်တော့မွေကြီးသေတော့မှာဟုတ်နှစ်ဖက်တခါတည်းဇုံကင်ပြီးညှဲ့တာတခါတည်းမွေကြီးကြာတော့ဘယ်လိုဖြစ်လာလဲတော့အသက်မရှူနိုင်မဲနဲ့မွေကြီးတခါတည်းရှာထွက်သေးရောသေတော့မှအဲ့တော့မှလက်ပတ်ထားတဲ့အမိတွေကလည်းလက်ပတ်ထားတဲ့အမိတွေတခါတည်းပြုတ်ပြေးပြီးတော့ကပြေးကြသွားတော့မှအဲ့တော့မှအမိတွေပြုတ်ကြတော့မွေကြီးသေမှန်းသေးတော့မှအဲ့တော့မှငါဆောင်သမားဟာအဲ့တော့မှကြပြကုန်းပေါ်တက်ပြီးရေထဲပြစ်ချလိုက်တဲ့အဲ့ဒီမွေကြီးအခုမှပဲမွေဘေးငါလွတ်တော့တယ်ဆိုအဲ့ဒီတော့အတုပတရားကြီးရုပ်ပြက်ကြီးမြင်တဲ့ပုဂ္ဂိုလ်ဟာတလောကလုံးဟာဘယ်လိုဖြစ်လဲတဲ့ဒုက္ခဝေဒနာကိုဒုက္ခဝေဒနာဖြစ်မကြည့်ရင်တော့ဘူးဆက်ဆုပ်တဲ့ယွန်းနဲ့ဒေါသကိုဖြစ်နေတာမွေဘေးကဘယ်လိုလွတ်ရပါမလဲဆိုပြီးတော့ဝိပဿနာဉာဏ်ဝိပဿနာစိတ်သရဂါတော့တည်သွားပြီဝေဒနာသတိပ္ပံဝေဒနာနုပဒနာတော့ဖြစ်သွားပြီဖြစ်သွားတော့တဲ့ကာမကိလေသာတော့ခေါင်းပါတယ်ကာမကိလေသာမပယ်သေးဘူးဒေါသဖြစ်နေခြင်းကြောင့်ဒေါသစိတ်ကြမ်းနေတော့ဘာကြောင့်ဒေါသမကြည့်ချင်တဲ့စိတ်ဝေဒနာဖြစ်နေလို့ဒေါသစိတ်ကြမ်းအဲ့ဒီဒေါသစိတ်ကြမ်းနေတော့မွေလေပင်ဆောက်တာပဲအဲ့ဒီတော့မွေလေသတ်ပြီးတော့ရေတဲ့ပြစ်ချတော့အဲ့တော့တလောကလုံးဟာဘာရှိလဲပထဝီဓာတ်အာဘောဓာတ်တေဇောဓာတ်ဝါယောဓာတ်ဆင်းရဲမိဆက်ဆုပ်ပြီးယောမိမွေကြီးကိုလေပင်ကိုနှစ်ဖက်ညှစ်တော့လောင်ကျွမ်းနေတဲ့သဘောရဲ့မာမှုသဘောရဲ့ဒါလည်းပဲဓာတ်ကြီးလေးပါဤသဘာဝသဘောတရားပဲဒီပေါ်လဲခန္ဓာ၅ပါးပါလားခန္ဓာ၅ပါးမြင်ပြီမွေကြီးလေပင်ဆုပ်တဲ့ဥစ္စာညှစ်တော့မယ်နှစ်ဖက်မွေကြီးဘယ်လိုညှစ်လဲတဲ့ဒီပေါ်မှာဝိဇ္ဇာပညာဖြစ်လာပြီလက်ဦးတော့ဒေါသစိတ်ဖြစ်ခဏကြီးမြင်နေအဲ့လိုမြင်နေတော့ဓာတ်ကြီးလေးပါဒီပေါ်လဲမြင်တယ်ဓာတ်ကြီးလေးပါမြင်တော့အမြင်ဓာတ်ရတာကိုအမြင်ဓာတ်ကဓာတ်ကြီးလေးပါပေါ်ကနေပြီးတော့ဒီပေါ်မှာခန္ဓာ၅ပါးမြင်လားမြင်လိုက်တဲ့ဥစ္စာခန္ဓာ၅ပါးပါလားခန္ဓာ၅ပါးဟာမြင်တာကတော့မျက်စိကမြင်တာရုပ်ချင်းမြင်တာယူပက်ခန္ဓာရုပ်တရားကြီးကိုသွားပြီးတော့ဖတ်တာဖြစ်ပြီးသီလုံးနံတရားခံစားလိုက်တာကခံစားတဲ့သဘောတရားလေးကဝေဒနာခန္ဓာပုတ်တယ်ပွားတယ်ပိုးလောက်တွေစားနေတယ်မီးတွေလောင်ကျွမ်းနေတယ်အယိုးစုကြီးရဲ့လို့သင်ညာပေးတာကသင်ညက်ခန္ဓာပုတ်တယ်ပွားတယ်လို့သင်ညာပေးလို့ပုတ်ထားကြီးကိုမခံစားခြင်းပဲနဲ့ဒေါသစိတ်ကြီးဖြစ်နေတာကသင်္ခါရခန္ဓာ၅ပါးမြင်ပြီဒီပေါ်ကစာရဲကခန္ဓာ၅ပါးမဟုတ်ဘူးခန္ဓာကရှာတဲ့ခန္ဓာ၅ပါးမွေကြီးလည်းပဲဆုပ်ပြီနှစ်ဖက်ဆုပ်ပြီညှစ်သပ်ပြီသင်ညာကလိန်ထားလို့သင်ညာကပုတ်တယ်လို့သင်ညာပေးလို့ပုတ်ထားကြီးမကြည့်ခြင်းနဲ့ဒေါသစိတ်ကြီးဖြစ်နေတာကသင်္ခါရခန္ဓာဝိညာဏံကလေးကတော့ခံစားပြီးတော့ပြက်သွားပါလားခန္ဓာ၅ပါးဖြစ်လာတဲ့ခန္ဓာ၅ပါးသာပြက်တယ်သိပြီအကြောင်းသင်ညာကလိန်လိုက်လို့သင်ညက်ခန္ဓာကသင်ညာပေးလိုက်လို့မခံစားခြင်းနဲ့ဒေါသစိတ်တွေဖြစ်နေပါလားဥပါဒံတရားတွေဖြစ်နေပါလားပုတ်ထားကြီးလို့သင်ညာပေးလို့ပုတ်ထားကြီးကိုအယူမအမှားမှားပြီးတော့ပုတ်ထားကြီးဥပါဒံဆွဲလာနေပါလားတကယ်ရှိတာကတော့ရုပ်ဤသဘောကပြောင်းလဲခြင်းသဘောတရားနာဤလက္ခဏာကခံစားခြင်းသဘောတရား
နာယုံနှစ်ပါးတထတိဖြစ်ပြီးတထတိချုပ်တဲ့သဘောတရားအကြောင်းနဲ့အကျိုးသာရှိပါလားအကြောင်းအကျိုးဖြစ်လာတဲ့အကြောင်းအကျိုးသာချုပ်ပါလားလို့အဲ့ဒီအပေါ်ကခန္ဓာ၅ပါးသင်ညာလိမ့်မှသိတော့ပုတ်တယ်လို့သင်ညာမပေးဘူးပွားတယ်လို့သင်ညာမပေးတော့ဘူးအယိုးရဲလို့သင်ညာမပေးတော့ဘူးပြောင်းလွဲတဲ့သဘောတရားလေးအကြောင်းနဲ့အကျိုးနဲ့သာရှိတယ်အကြောင်းနဲ့အကျိုးနဲ့သာချုပ်သွားတယ်လို့ဒီလိုသိလိုက်ဒီလိုရှုလိုက်ပုတ်တယ်လို့သင်ညာမပေးတော့မပုတ်တော့ပွားတယ်လို့သင်ညာမပေးတော့မပွားတော့ဘူးမိတွေလောင်တယ်လို့သင်ညာမပေးတော့မိတွေမလောင်သင်ညာဝိပါဒသလိမ္မာသိသွားပြီသင်ညာပယ်လိုက်ပြီသင်ညာပယ်လိုက်တော့ဘယ်လိုမြင်သွားလဲတဲ့ပုံလည်းမပုတ်တော့ဘူးဘာဖြစ်လဲတဲ့မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ကလေးကိုရုပ်ကလေး9000နာငရီသသိန်းချုပ်ပြောက်ပြက်ပြက်တဲ့ခဏကြေးသွားအယိုးလည်းမမြင်တော့ဘူးပုတ်တယ်လို့လည်းမမြင်တော့ဘူးသွေးပုတ်ပြေပုတ်တွေလည်းမမြင်တော့ဘူးမိဒီလောင်ကျွမ်းနေတယ်လည်းမမြင်တော့သင်ညာမပေးလို့လက်ဦးတော့သင်ညာလိမ်မှသင်ညာကပေးနေတယ်ပုတ်လာကြီးလားပွားလာကြီးလားအဲ့ဒါမှမခံစားခြင်းနဲ့ဒေါသဖြစ်အဲ့ဒီသင်ညာဝိပါဒသလိမ်မှသိလို့ခန္ဓာ၅ပါးမြင်တော့သင်ညာလိမ်မှသိတော့သင်ညာပယ်လိုက်တယ်အကြောင်းနဲ့အကျိုးနဲ့ဖြစ်လာတဲ့အကြောင်းနဲ့အကျိုးနဲ့ချုပ်တယ်ဒီလိုသိလိုက်တော့ပုံလည်းမပုတ်တော့ဘူးပွားလည်းမပွားတော့ဘူးဘာဖြစ်သွားလဲတဲ့မွေကြီးသေးသွားမွေဟောင်ကြီးသေးပြီမွေဟောင်ကြီးသေးတော့ရေထဲပြစ်ချလိုက်ရေထဲပြစ်ချလိုက်တော့ဘယ်လိုဖြစ်နေလဲတဲ့မျက်စိအမြင်ဘယ်လိုဖြစ်နေမြင်လိုက်တဲ့အချိန်ကမိန်းမလည်းမမြင်တော့ဘူးယောက်ျားလည်းမမြင်တော့ဘူးပုတ်တယ်လို့လည်းမမြင်တော့ဘူးပွားတယ်လို့လည်းမမြင်တော့ဘူးရေမြေတော်တောင်သမုတ်တရားလည်းမမြင်တော့ဘူးဘာကိုမြင်နေလဲတဲ့မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ကလေးနဲ့စိတ်တခဏလေးနဲ့ဘုရားဟောထားတဲ့ရုပ်ကလေး9000နာငရီသသိန်းချုပ်ပြောက်ပြက်ပြက်နေတဲ့ရုပ်တရားလေးတွေဖွာဖွာနဲ့လူသမာနတ်သမာဗြဟ္မာသမာမမြင်ကောင်းတဲ့တရားကိုဝိပဿနာဉာဏ်ဝိပဿနာစိတ်မဲ့ပညာနဲ့တခါလေးမြင်တော့ဒကမတွေလည်းမမြင်တော့ဘူးအမုံတွေပဲမြင်တော့တယ်ဖွာပထဝီမှုံလေးပဲသစ်ပင်တွေကြည့်လိုက်တဲ့အမုံလေးရေမြေတောတောင်သမုတ်တရားကြည့်လိုက်အမုံလေးဒကမတွေကြည့်လိုက်လေရုပ်ကလာပကလတ်ကလေးတွေချားနေတာအကုန်မြင်အဲ့တော့ကဏကျေးသွားရောကဏကျေးသွားတော့ဗာလဲသဘာဝပညာဖြစ်ကဏပညာပယ်လိုက်ပြီသဘာဝပညာကြားနေသဘာဝအမုံမြင်တယ်အဲ့ဒါကြောင့်မို့မိမမမြင်လို့ဒေါသစိတ်လည်းမဖြစ်တော့ဘူးဘာကြောင့်ဒေါသစိတ်မဖြစ်လဲယုံနာဘောကိုဒေါသမဖြစ်တော့ဘူးယုံနာဘောကိုဒေါသလွတ်သွားတယ်ဘာကြောင့်ဒေါသလွတ်သွားတယ်လဲတဲ့ပုတ်တယ်ပွားတယ်အတုပတရားကြီးကိုကဏပညာကြီးကိုလွတ်သွားလို့ဒေါသမရှိတော့ဘူးဒေါသချုပ်သွားပြီဒေါသချုပ်သွားတော့အမြင်ပေါ်မှာပယ်လိုက်ပြီကိလေသာပယ်လိုက်ပြီမိန်းမတွေကြည့်လဲမမြင်တော့ဘူးယောက်ျားကြည့်လဲမမြင်တော့ဘူးကားကြည့်လဲမမြင်တော့ဘူးရေမြေတောတောင်သမုတ်တရားကြည့်လဲမမြင်တော့ဘူးမိတွေကြည့်လိုက်လဲအမုံလေးရေတွေကြည့်လိုက်လဲအမုံလေးမြေကြီးတွေကြည့်လိုက်လဲအမုံလေးဒကမတွေကြည့်လိုက်လဲအမုံလေးဒကာတွေကြည့်လိုက်လဲအမုံလေးရေမြေတောတောင်သမုတ်တရားအကုန်ကြည့်လိုက်လဲနတ်ပြေ6ထားကြည့်လိုက်ပြန်လဲအမုံလေးမရှိတော့တလောကလုံးဘာရှိလဲတဲ့မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ကလေးမြင်ပြက်ဖွာတဲ့ဘုရားကတော့ရေးနိုင်တယ်အဲ့တော့သိမြတ်စွာဘုရားဟောထားတဲ့တရားမျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ရုပ်ကလေး9000နာငရီသသိန်းလို့ပြောပါလားငါကတော့ရုပ်ကလေးမရေးနိုင်ပါလားများတာသာမြင်နေပါလားများလာမြင်လိုက်တဲ့ဥစ္စာမြင်ပြီးပြက်သွားပါလားဖြစ်လိုက်အခုပြောတာကမြန်သေးတယ်အနာဂါကြီးများမြင်တာကမျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ရုပ်ကလေး9000နာငရီသသိန်းချုပ်ပြောက်ဖြစ်ပြက်နေတဲ့ရုပ်တရားလေးတွေကိုဖွာတလောကလုံးမြင်တာသစ်ပင်ရေမြေတောတောင်ကြည့်လိုက်တယ်အမောင်းကြီးပဲဒါပဲမြင်နေတော့အဲ့ဒါကြောင့်မလို့ကာမကိလေသာပယ်လိုက်အနာဂါကြီးများဟာကာမကိလေသာပယ်လိုက်ဘာကြားနေလဲယူပကိလေသာအယူပကိလေသာကြားတယ်ယူပကိလေသာအယူပကိလေသာကာမကိလေသာတော့ပယ်လိုက်ပြီဘာကြားနေအစင်းကြားနေပရမအနုမြုံမှုန့်လောက်ရှိတဲ့ရုပ်တရားလေးတွေတဖွာပြိုပြက်နေတဲ့ဥစ္စာလေးကိုအဲ့ဒီမှာတားတွယ်နှစ်သက်ပြီးတော့အဲ့ဒီလိုမြင်တော့မှကာမကိလေသာတော့ပယ်လိုက်တာဘာကြောင့်ကာမကိလေသာအနာဂါကြီးကပယ်တယ်လဲတဲ့မိမမမြင်လို့ဗျယောက်ျားမမြင်လို့ခွေးတွေဝက်တွေနွားတွေရေမြေတောတောင်ကြောင်းတွေကန်တွေသင်္ကားတွေမမြင်လို့အဲ့ဒါပယ်တာရှိမှမရှိပဲနဲ့ပယ်လိုက်ရောကာမကိလေသာပယ်လိုက်တယ်ဒေါသစိတ်ချုပ်သွားဒေါသလည်းမရှိတော့ဘူးဒေါသစိတ်လည်းချုပ်သွားပြီကာမကိလေသာလည်းပယ်လိုက်တယ်အဲ့ဒါပါလေတဲ့အနာဂါကြီးများမြင်တာဟာဘာကိုမြင်တယ်လဲလို့မေးလိုက်လို့ရှိရင်အဲ့ဒါခက်သရဂံမြင်တာဘယ်ကိုမြင်တယ်လဲ
သောတာပန်အမြင်ကဘယ်လိုမြင်တယ်လဲပညာအစင်းစဉ်ပညာအစင်းစဉ်ပယ်သွားတယ်အခုအနာဂါကြီးတော့မွေကြီးတော့ရေထဲပြစ်ချလိုက်ပြီကဏကျေသွားပြီပရမအနုမြုံမှုန့်လောက်ရှိတဲ့ရုပ်တရားလေးတွေတဖွာဖွာပြိုပြက်တဲ့သဘောတရားလေးမြင်နေပြီမြင်နေတော့အဲ့တော့မွေကြီးသေးသွားပြီဘေးလွတ်သွားတယ်ဒေါသစိတ်ချုပ်သွားတယ်ကြောက်တဲ့စိတ်တွေလွတ်သွားပြီကြောက်တဲ့စိတ်ဒေါသစိတ်အဲ့ဒီမှာကိလေသာလည်းပယ်လိုက်ပြီကိလေသာအကျဉ်းစားပယ်လိုက်ပြီဘာကြားနေလဲတဲ့ယူပကိလေသာအယူပကိလေသာကြားနေအနုတ္တယကိလေသာကြားနေအဲ့တော့မြင်သမျှကြားသမျှကတော့ဘာမြင်နေလဲတဲ့အပြင်အာရဏ6ပါးဟာဖြင့်ပြုတ်ကျသွားပြီဒါကြောင့်မလို့အနာဂါကြီးများဟာဘာကြားနေလဲတဲ့ယူပကိလေသာကြားနေအယူပကိလေသာကြားနေဒါကြောင့်မလို့အပြင်အာရဏပြုတ်ကျသွားတော့အစင်လည်းရှူစရာမရှိအသံကိုလည်းရှူစရာမရှိအနံ့ကိုလည်းရှူစရာမရှိယာသာစားကိုက်လည်းရှူစရာမရှိအတွေ့ကိုလည်းရှူစရာမရှိဓမ္မကိုလည်းရှူစရာမရှိအပြင်ဗဟိတအပြင်အာရဏ6ပါးပြုတ်ကျသွားလို့အဲ့ဒါစိတ်ဓာတ်သတိပ္ပံစိတ်ဓာတ်နုပါဒနာဖြစ်စိတ်ကလေးတည်ငြိမ်သွားဗဟိတရှူစရာမရှိတော့ဘူးရှူစရာမရှိလို့မရှူတော့ရှူစရာမှမရှိပဲကိုတို့အစင်းတို့အတန်တို့ကဏကျေသွားမှရှုစရာရှိသေးလားပြုတ်ကျသွားပြုတ်ကျသွားတော့အတန်လည်းမရှိတော့ဘူးကြားစရာမရှိတော့ဘူးဖောတလောကလုံးကအမုံကြီးကြီးမဖြစ်အဲ့ဒါကြောင့်မလို့ဒီအမုံကြီးမြင်နေတာကဘာလဲအစင်းကိုတာတွယ်နှိမ့်သက်တဲ့ယူပကိလေသာဖြစ်ယူပကိလေသာရဲ့အယူပကိလေသာရဲ့ကိလေသာနှစ်ပါးကြာအနုတ္တယကိလေသာအဲ့ဒီကိလေသာကြာနေအပြင်ဗဟိတအပြင်အာရဏ6ပါးတော့ပြုတ်ကျသွားဒါကြောင့်မလို့စိတ်ဓာတ်သတိပ္ပံစိတ်ဓာတ်နုပါဒနာခုနတုန်းကဝေဒနာသတိပ္ပံဝေဒနာနုပါဒနာကသရဂံကာယသတိပ္ပံကာယနုပါဒနာကသောတာပန်အခုအပြင်ဗဟိတရှုစရာမရှိတော့အတွင်းအာရဏ6ပါးကြားနေဗဟိတမထွက်တော့ဗဟိတမထွက်တော့မြင်းနေတဲ့အမြင်ကအစင်းလေးတွေဖောပြိုပြက်တာလေးဒါလေးမြင်တယ်အဲ့ဒါပါလေတဲ့အစင်းလေးကိုတာတွယ်နှစ်သက်တဲ့ယူပကိလေသာခေါ်တယ်အဲ့ဒါကန့်ညိနေတဲ့စိတ်ကလေးအဲ့တော့စိတ်ကလေးဟာယူပကိလေသာတော့ကြားနေယူပကိလေသာဖြစ်အဲ့တော့မှဆင်ញင်သုံးတော့ဩမိမလည်းလောကအဲ့တော့မှပြင်းငိမ့်တရေဖြစ်သွားလောကမှာဘာရှိနတ်သမီးလေလို့မရှိနတ်သားရေလို့မရှိဒကမရေလို့မရှိဒကာရေလို့မရှိဖယားရေလို့လည်းမရှိသောတာပန်လည်းမရှိသရဂံမရှိအနာဂံလည်းမရှိယဟန္တာရေလို့မရှိရှိတာကဘာလဲသဘာဝတရားသာရှိပါလားသဘောတရားလေးဘာမှမရှိစိတ်ကလေးပါလားပြစ္ဆုတ်ပါအဲ့တော့တလောကတလုံးကိုရှာကြဲ့မိန်းမလည်းမရှိယောက်ျားလည်းမရှိရင်းမြေတော်တောင်သမုတ်တရားမရှိလူလည်းမရှိနတ်လည်းမရှိဖယားလည်းမရှိဘာမှမရှိသဘောတရားသဘာဝတရားလေးပဲအဲ့ဒီတော့မှပြင်းငိမ့်တည်းဖြစ်သွားခေါ်เสียသမုတ်เสียမရှိခေါ်เสียသမုတ်เสียမရှိလို့ပြညတ်ဆင်သွားတယ်ပြင်းငိမ့်တည်းဖြစ်သွားအနာဂါကြီးများဟာအဲ့ဒါကြောင့်မလို့ကာမကိလေသာပယ်လိုက်တယ်ဒေါသစိတ်ချုပ်သွားဒေါသစိတ်ချုပ်တာဘာကြောင့်လဲတဲ့ရုပ်ပြက်ပေါ်မှာအပြင်ဗဟိတပြုတ်ကျသွားပြီခဏရှည်သွားလို့အဲ့ဒါဒေါသလဲဥတော့မရှိကျင်တဲ့စိတ်ဒေါသစိတ်တွေဖြစ်အဲ့ဒီဒေါသစိတ်လည်းပြုတ်ကျသွားတယ်ကာမဒေါသစိတ်ပြုတ်ကျသွားတော့တဲ့အဲ့ဒီတဏ္ဌာနာကခဏပညာကနေပြီးသဘာဝပညာဖြစ်သွားတော့ဒိဋ္ဌရံတရားကြီးတွေရှာလို့မတွေ့တော့မှအဲ့တော့မှကာမကိလေသာပယ်လိုက်ဩမိမလည်းမရှိယောက်ျားလည်းမရှိရေမြေတောတောင်သမုတ်တရားမရှိပါလားအဲ့တော့မှအတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးဆင်ញင်လိုက်တယ်ဩငါဝိပဿနာထွတ်ထိပ်ရောက်နေပါလားဥပဇင်းတို့ကျင့်လာခဲ့တဲ့တရားတွေငါဝိပဿနာထွတ်ထိပ်ရောက်နေပါလားပုံ3ပါးငါဖင်းထိုင်ပါလားဒီအချိန်ဒီကာလခန္ဓာနာယုတ်ပြက်သွားပြီဆိုလို့ရှိရင်ခန္ဓာ5ပါးပြက်ပြီဆိုလို့ရှိရင်ဘယ်များသွားမလဲလို့ဆင်ញင်ကြည့်လိုက်အတိတ်ကိုလည်းဆင်ញင်ကြည့်လိုက်အနာဂတ်ကိုလည်းဆင်ញင်ကြည့်ပြစ္ဆုတ်ပါလည်းဆင်ញင်ကြည့်အတိတ်ကငါဘယ်ကလာဆင်ញင်ကြည့်ဟောဒီအချိန်ဒီကာလဒီသာသနာကြီးနဲ့နှီးလာရတဲ့ဥစ္စာအတိတ်ကလာတုန်းကဘယ်လိုအကြောင်းကြောင့်ဘယ်လိုအကျိုးတရားတွေဒီမှာလာဖြစ်ရတယ်လဲဘာကြောင့်ဒီလိုတရားဓုတွေရတယ်လဲဆိုပြီးတော့အတိတ်ကိုပြန်ပြီးဆင်ញင်သုံးသပ်လိုက်တယ်အတိတ်ပြစ္ဆုတ်အတိတ်စိတ်ကိုပြန်ကြည့်လိုက်တယ်ငါဒီအတိတ်ကိုဆင်ခြင်လိုက်တော့ဘဝဒီအမျိုးမျိုးကိုတွေ့ရဘယ်လိုဘဝဒီတွေ့ငါဟာ
အခုမြတ်စွာဘုရားဂေါရမမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာမှီတဲ့ဥစ္စာဘရုံမုတ်ထိုရမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာမှာဆူတောင်းချက်အရာဟာဖြင့်ငါဟာဖြင့်အခုဂေါရမမြတ်စွာဘုရားသာသနာလာပြီးတော့ငါဒီအကျင့်နဲ့ဝင်ပြီးဒီလိုလုပ်ရပါလား။အော်ငါဖြစ်ခဲ့တဲ့ဘဝတွေအတိတ်ကိုပြန်ဆင်ခြင်ကြည့်လိုက်တဲ့သင်္ခါကြတော့အတိတ်ကိုမြင်ခဲ့တယ်။အော်ဘဝတွေဖြစ်ခဲ့တာတွေများပြားလိုက်ရပါလား။လူဖြစ်တာနတ်ဖြစ်တာတော့နေအပယ်လေးပါခံရတဲ့ပိတ္တာတွေတလိ္ဆာတွေငရဲတွေခံရတာများလား။ကိုခံရတဲ့ငရဲတွေလည်းတွေ့ကိုခံစားလာရတဲ့ပိတ္တာတွေလည်းရေသရဝါတွေမိချောင်းတွေဖြစ်ခဲ့တာလည်းများရဲ့ငါးကြီးတွေဖြစ်ခဲ့တာလည်းများရဲ့နိုင်ငံခြားသွားပြီးတော့အစမတန်ကြီးကျယ်တဲ့ခန္ဓာကြီးတွေဖြစ်ခဲ့တဲ့ပိတ္တာကြီးတွေဖြစ်ခဲ့တာလည်းများရဲ့အကုန်လုံးအဲ့ဒီတော့မှအတိတ်ကိုပြန်မြင်တော့မှအဲ့ဒီတော့မှတုံလှုပ်သွားဩဒီသားအတိတ်ကလည်းဩဘယ်မင်းလက်ထက်ဘယ်ဖရားလက်ထက်ကငါဘယ်ရှင်မင်းဖြစ်ခဲ့ဘယ်ဖရားလက်ထက်ကနေပြီးတော့စစ်သူကြီးဖြစ်တယ်ဘယ်ရှင်မင်းနဲ့ငါနဲ့တတ်လိုက်လို့ငါစစ်ကျုံးရတယ်အကုန်လုံးဒီအတိတ်ကိုပြန်မြင်အနာဂါမိမဲ့ခဏကြေသွားလို့ရှိရင်အတိတ်ကိုလည်းပြန်မြင်တယ်အနာဂတ်ကိုလည်းသိတယ်ပြစ္ဆုတ်ပံလည်းသိတယ်အဲကြောင့်အတိတ်ကိုကြည့်လိုက်တဲ့အချိန်ကဘယ်ဖရားလက်ထက်ကဘယ်လိုဖြစ်ခဲ့တယ်လဲအကုန်သိဘယ်ရှင်မင်းလဲအကုန်သိအတိတ်ကိုလည်းအကုန်စင်အောင်ကုန်သိတာပဲအနာဂတ်ကိုစင်ချင်းအခုနေခန္ဓာ၅ပါးယုံနာတရားပြတ်တော့မယ်လို့ဆိုရင်ငါဘယ်များပွားမလဲပြန်ပြီးစင်ချင်းပြီးတော့ကြည့်လိုက်တဲ့အချိန်ကစင်ရင်သုံးသပ်ပြီးကြည့်လိုက်စိတ်နဲ့ကြည့်လိုက်တဲ့အချိန်ကကြတော့သုံးသဝါသ၅ဘုံအထက်ဘုံမှာအဂနိဋ္ဌဘုံသွားတွေ့အဲ့ဒီမှာဩဒါငါသွားရမယ်ဘုံပါလားအောက်ကနေကြည့်လိုက်တော့ကိုအိတ်ညွတ်ထားတဲ့ဗြဟ္မာဘုံကြီးကိုမြင်လိုက်တော့ယူဇနာပေါက်မြောင်များစွာကျွယ်ဝင်းတဲ့ဗြဟ္မာဘုံခန္ဓာကြီးကလည်းမကြည့်ဝင်မနာသာခန္ဓာကြီးကလည်းဗြဟ္မာခန္ဓာကြီးကလည်းအမတန်ကြည့်ကြတဲ့ခန္ဓာသွားမြင်တော့အဲ့ဒီခန္ဓာကြီးကဥပဇင်းတို့မြင်ခဲ့တဲ့ဥစ္စာယုတ်ကနနံကနကျေသွားလို့အပြင်ဗဟိတ၆ပါးပြုတ်ကျသွားတော့အတွင်းအာရဏကြံတဲ့အချိန်ခါမှာကြည့်လိုက်တဲ့အချိန်ခါဗြဟ္မာဘုံကြီးသွားတယ်ဒါကြောင့်အရိယာများဟာလာလားနဲ့တွေ့တယ်သွားလားနဲ့တွေ့တယ်ဒါကြောင့်သေရမှာမကြောက်ဘာကြောင့်လဲသွားရမယ်လမ်းကိုတွေ့ထားလို့ဒါကြောင့်ကြည့်လိုက်တဲ့အချိန်ကဩဥပဇင်းဟာအတိတ်ကာလတုန်းက21လကျင့်လိုက်တဲ့ဥစ္စာ21လကျင့်လိုက်တာတော်သလင်းလာဇန်း6ရက်ကနေပြီးတော်သလင်းသတင်းကြောတစောင်းမုံနတ်တော်ပြာသူတဘိုတွဲတပေါင်းလာပြီကျော်4ရက်နေမှာပထမဒုတိယတတိယမှာဝင်သွားအဲ့တော့ဝင်သွားလိုက်တဲ့အချိန်ခါမှာအဲ့ဒီမှာဆင်းရင်သုံးသပ်ပြီးကြည့်လိုက်တာပဲကြည့်လိုက်တဲ့အချိန်ခါကျတော့အတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးဆင်းရင်သုံးသပ်လိုက်တော့အဂရိဋ္ဌဗြဟ္မာဘုံကြီးသွားပြီးတော့တခါတည်းမြင်တော့တာအဲ့ဒီဘုံကြီးမှာ6လလောက်ကြာတယ်စိတ်တရားစင်ဘောကထိုင်းနေလိုက်တော်တော်ကြာဗြဟ္မာဘုံရောက်သွားတယ်ဗြဟ္မာဘုံပေါ်မှာကြည့်ပဲ24နာရီလောက်ရှိတဲ့အနက်ကဗြဟ္မာဘုံမှာပြောနေလိုက်တာ6လလောက်ကြာတဲ့အချိန်ခါကျတော့ဗြဟ္မာကိုပယ်လိုက်ကြည်သာဒီဗြဟ္မာသက်ကြီးကလည်းငါဒီဗြဟ္မာဘုံကြီးတာတွယ်နှစ်သက်နေလို့ရှိရဲ့ဗြဟ္မာသက်ကြီးကလည်းရှည်လာပါလားကြည်သာငါကအရင်နိဗ္ဗာန်ပွားနိုင်ပါလေသားနဲ့နောက်ဖျားတွေပွင့်လဲငါမမီးနောက်ဖျားတွေပွင့်လဲနောက်ဖျားတွေကနိဗ္ဗာန်ကူမယ်နောက်ပုဂ္ဂိုလ်တွေကကူသွားမယ်နောက်ဖျားတွေဖျားပေါင်းဟာအများကြီးပွင့်သွားတော့လဲငါကဘာပေါင်း8000ကျော်ကြီးငါနေရအောင်ပါလားဒီ8000ကျော်ကြီးတော့ဖျားပေါင်းဟာဗဒ္ဒကဘာတခုအခုဗဒ္ဒကဘာမှာဖျား9စုတသုကဘာနှစ်စုကဘာသုံးစုကဘာလင်းစုကဘာငါးစုကဘာဒီကဘာဒီဟာဖျားပေါင်းဟာမကြီးနိုင်အောင်ပွင့်သွားတော့ငါကဗြဟ္မာဘုံကြီးကိုငါစိုးစံပြီးတော့ငါယူပကိလေသာအယူပကိလေသာဖြစ်နေပါလားဒီဗြဟ္မာဘုံကြီးတာတွယ်နှစ်သက်နေလို့ငါအသက်ကြီးကြေပြီတဲ့ရှည်ချိုးမနှက်သေးဘူးဒီဟာကြီးငါတွဲနေပါလားဆိုတော့အဲ့တော့မှဗြဟ္မာဘုံကြီးကိုပယ်ပလိုက်နာမညွတ်တော့ဘူးခန္ဓာပြန်ပြီးညာဆိုင်လိုက်တဲ့အချိန်ခါကျတော့အဲ့ကျတော့မှဗြဟ္မာဘုံ6လလောက်ညွတ်တဲ့စိတ်ဟာမညွတ်ဖဲနဲ့ခန္ဓာကိုတခါပြန်ပြီးနှလုံးသွင်းတယ်ခါတိုင်းတော့ခဏလေးစိတ်တစ်ခဏလေးနဲ့ဗြဟ္မာဘုံရောက်သွားတာဗြဟ္မာဘုံပေါ်တက်နေဒါကြောင့်မို့အရိယသူတော်ကောင်းများမသိခင်တည်းကလာလန့်သွားလန့်ကိုမြင်တော့ကိုသွားရမယ်ဘုံကိုမြင်နေတယ်ကိုရောက်နေတယ်နေ့တိုင်းနိဗ္ဗာန်ရတဲ့ပုဂ္ဂိုလ်နဲ့နိဗ္ဗာန်နေ့တိုင်းရောက်တယ်နတ်ပြည်ရောက်တဲ့ပုဂ္ဂိုလ်ကနတ်ပြည်နေ့တိုင်းရောက်တယ်
ဗြဟ္မာ20ရောက်နေတဲ့ပုဂ္ဂိုလ်ကဗြဟ္မာ20နေ့တိုင်းရောက်တယ်နိဗ္ဗာန်ရောက်မဲ့ပုဂ္ဂိုလ်နိဗ္ဗာန်နေ့တိုင်းရောက်တယ်မရောက်ဘူးတဲ့ပုဂ္ဂိုလ်တွေကတော့ဘယ်တော့မှမရောက်ဘူးအောက်ကြီးရောက်နေတာအဲ့ဒါကြောင့်မလို့ဗြဟ္မာဘုံကြီးပယ်လိုက်တဲ့အချိန်ခါကျတော့သင်ញင်သုံးသပ်လိုက်တယ်ဩကြည်စားနှလုံးသွင်းလိုက်တယ်ခန္ဓာမှာညာစိုက်လိုက်တဲ့အချိန်ခါကျတော့မျက်စိမိတ်ပြီးနှလုံးသွင်းလိုက်တဲ့အချိန်ခါတော့ပရမအနုမြုံမှုန့်လောက်ရှိတဲ့ရုပ်တရားလေးတွေဟာမျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ဆင်ញင်လိုက်တယ်ဩမြတ်စွာဘုရားကိုလိုမြတ်ကြီးကတော့မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ကလေးဟာရုပ်ကလေး9000မြတ်စွာဘုရားကတော့ရည်နိုင်တယ်ငါကတော့မရည်နိုင်ပါလားများတာပဲသိပဲ့နဲ့လေမြတ်စွာဘုရားရုပ်ကလေး9000နံကလေးသသိန်းတထတိဖြစ်ပြီးတထတိချုပ်သွားတယ်လို့ပြောတယ်နံကလေးသသိန်းကဘယ်လိုများချုပ်ပါလဲအဲ့ဒီရုပ်ကလာပလေးပေါ်မှာနှလုံးသွင်းပြီးဆင်ញင်လိုက်ဩအဲ့တော့ဘယ်လိုမြင်လားကြည်စားဖယားဟောတာတဲ့မှမှာမျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်ပြက်ကလေးနဲ့ဟာစိတ်တခဏလေးနဲ့များခန္ဓာ၅ပါးယုံနာတရားပြတ်တော်မယ်ဆိုယုတ်ကလေး9000နံကလေးသသိခံလို့ကုန်နိုင်မှာမဟုတ်ပါလားအဲ့ဒီတော့မှယုတ်ကလာပအမုံလေးပေါ်မှာခန္ဓာ၅ပါးဖြစ်ပုံတွေကိုသဘောတရားတွေကိုဇာတိတရားကြီးမြင်လားယုတ်ကလာပဘယ်လိုမြင်လာတဲ့ဩအတိတ်ကာလတုန်းကများမသိကင်းတော့ကအတ္တပုရုဇဉ်အနေနဲ့များငါသိရလို့ရှိရင်ဖြင့်မျက်စိတမိတ်လျှက်တစ်ပြက်လက်တစ်တွက်ကလေးနဲ့လောဘစိတ်ကလေးနဲ့စိတ်တခဏလေးနဲ့များချုပ်လိုက်ရပြီဆိုလို့ရှိရင်ဖြင့်ရုပ်ကလေး9000နံကလေးသသိန်းငါခုံခံလို့ကုန်ထိုင်မှာမဟုတ်တော့ပါလားဒါကြောင့်မလို့အပေပုံများတခါကြသွားပြီဆိုရင်ဖယားတွေပွင့်တော့လဲဖယားတွေမှီမယ်မဟုတ်ပါလားအဲ့တော့မှအနာဂါကြီးကြတော့ကြောက်ပြန်ပြီဗျာဘာကြောင့်ကြောက်တယ်လဲတဲ့ကြောက်စိတ်ဖြစ်ပြန်ပြီဒီယုတ်ကလာပါလေးပေါ်မှာအစင်းစင်ကြောက်သွားကြောက်စိတ်ဖြစ်ပြန်ပြီယုတ်ကလာပတမုံပေါ်မှာယူပဲခန္ဓာရဲ့ဝေဒနာခန္ဓာရဲ့သင်္ညေခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့ဝိညာဉ်နဲ့ခန္ဓာရဲ့နာမ်ခန္ဓာလေးပါယုတ်တရားယုတ်ကလာပတမုံပေါ်မှာခန္ဓာ၅ပါးတထတိဖြစ်ပြီးတော့တထတိချုပ်သွားတဲ့သဘောတရားလေးဇာတိတရားကြီးအဲ့တော့မှမြင်တော့အဲ့ကြတော့တုံလောက်ပြီးအနာဂါကြီးများအဲ့ဒီယုတ်ကလာပအမုံလေးပေါ်မှာဇာတိကိုမြင်တော့ကြောက်အားကြီးပဲအဲ့တော့မှပုရုဇဉ်အနေနဲ့များသိရလို့ရှိရင်ဖြင့်မျက်စိပေါက်ကလောဘစိတ်ကလေးနဲ့များစိတ်တခဏလေးနဲ့ချုပ်လိုက်မယ်ဆိုရုပ်ကလေးကတော့နံကလေးသိခါလို့မကုန်နိုင်ဒေါသစိတ်ကလေးနဲ့စိတ်တခဏလေးနဲ့ချုပ်လိုက်ပြီဆိုရင်ငရဲမြကြသွားပြီဆိုရင်ခါလို့မကုန်နိုင်ဒေါသစိတ်နဲ့ပြန်ချုပ်ဒေါသစိတ်နဲ့ပြန်ချုပ်ဒေါသနဲ့သေဒေါသနဲ့ပြန်ချုပ်ငရဲကြငရဲပြန်ခါငရဲကြငရဲပြန်ခါခါလို့ကုန်နိုင်ပွဲရမရှိတော့ပါလားဆိုအဲ့တော့မှဇာတိတရားကြီးမြင်တော့အဲ့တော့မှလောကကြီးကတခါတည်းကိုမနေကြတော့ဒီယုတ်ကလာပါလေးမြင်နေတာကြောက်ပြီဇာတိတရားကြီးမြင်အဲ့တော့မှဒီပေါ်မှာဆင်ញင်လိုက်တယ်ဩခန္ဓာ၅ပါးယုတ်ကလာပတပုံကိုယုတ်ကလေး9000နံကလေးသသိန်းဟာယုတ်ကလာပတပုံပေါ်မှာခန္ဓာ၅ပါးယူပဲခန္ဓာဝေဒနာခန္ဓာသင်္ညေခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာနာမ်ခန္ဓာလေးပါယုတ်တရားခန္ဓာ၅ပါးတထတိဖြစ်ပြီးတထတိချုပ်သွားစိတ်တခဏလေးနဲ့များချုပ်သွားလို့ရှိလို့ရှိရင်ဖြင့်ပုရုဇဉ်အနေနဲ့များရုပ်လည်းမသိနာမ်လည်းမသိပညာပရမလည်းမကွဲနာဣအာယုံကြောင့်ဖြစ်နေတဲ့ဥပါဒံခန္ဓာ၅ပါးလည်းမသိဘဲနဲ့များချုပ်လိုက်ပြီဆိုလို့ရှိရင်ဖြင့်ပုဂ္ဂိုလ်သရဝါဒီကိုချိုးနေကြတော့မှာပဲဆိုတော့မှအဲ့တော့မှသတ္တဝါဒီတနာလို့လောကကြီးပုဂ္ဂိုလ်တွေတနာတော့ဘာမှမသိချကြပါလားမျက်စိတမိတ်လျှက်တစ်ပြက်သူတို့မှာတိသလာဒီဖုံးနေပါလားမျက်စိပေါက်ကလည်းလောဘရဲ့ဒေါသရဲ့မောဟရဲ့မာနရဲ့နားပေါက်ကလည်းလောဘရဲ့ဒေါသရဲ့မောဟရဲ့မာနရဲ့နှာခေါင်းပေါက်ကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့လျှာပေါက်ကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့ကိုယ်ပေါက်ကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့မနောကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့တတ္တဝါဒီတကားချက်ပေါက်အာယုံငါနဲ့ထိကြိုက်တိုင်းဒီအပေါ်မှာကျက်စားပြီးနေတာကလောဘဒေါသမောဟဒီဟာဒီနဲ့ကျက်စားပြီးတော့ကိုကျိုးနေကြတော့မှာပါလားလို့အဲ့ဒီတော့မှဇာတိမြင်တော့အဲ့ဒီတော့မှပုဂ္ဂိုလ်သရဝါဒီသနာအဲ့ဒီတော့မှဒီတိုင်းနှလုံးသွင်းရင်းနဲ့ဆင်ញင်လိုက်တယ်ငါမြင်နေတာကပထဝီမှုံသည်ယုတ်ကလာပတမုံမှာလည်းပဲဓာတ်ကြီးလေးပါပဲပထဝီအာဘောကဖွဲ့စည်းပေးတေဇောကကျက်စီတတ်အောင်လောင်ကျွမ်းထားတယ်ဝါယောကထောက်ကံပေးထားတယ်ဒါကြောင့်မလို့အခဲလေးအမှုံလေးရလို့ထင်မှတ်ပြီးတော့ပထဝီအမှုံလေးဖြစ်နေရပါလားဓာတ်ကြီးလေးပါမြင်ပ
ပထဝီအာဘောတည်သောဝါရောယုတ်ကလာပတမုံမှာလဲပထဝီအာဘောတည်သောဝါရောပဲတက်ကြီးလေးပါပဲနော်ဒီပေါ်မှာလည်းပဲခန္ဓာ၅ပါးပါလားဩမျက်စိနဲ့မြင်လိုက်တဲ့ခြင်းခါဆင်းရဲတယ်မျက်စိနဲ့မြင်လိုက်ကယုတ်ကလာပအမုံလေးတွေ့လိုက်တာရုပ်ချင်းမြင်တာယူပက်ခန္ဓာသွားပြီးအမုံလေးရဲ့လို့အမုံလေးကိုမြင်ပြီးသိလိုက်တာကခံစားလိုက်တာကဝေဒနာခန္ဓာအမုံလေးကိုကန့်ညိလိုက်လို့သင်ညာပေးလိုက်တာအခဲလေးအမုံလေးရဲ့လို့ပြက်တယ်လို့သင်ညာပေးလိုက်တာအမုံလေးအခဲလေးပြက်တယ်ရှိတယ်လို့သင်ညာပေးလိုက်တာကသင်ညက်ခန္ဓာစိတ်ကလေးပြောင်းလဲပြီးသွားလိုက်တာကအဲ့ဒီအပေါ်မှာကန့်ညိတဲ့ຢာကစိတ်ကလေးကန့်ညိတဲ့စိတ်ကလေးရှိတယ်လို့ကန့်ညိတဲ့စိတ်ကလေးဖြစ်နေတာကသင်္ခါရခန္ဓာဝိညာဏံလေးကတော့သိပြီးပြက်ပါလားဩခန္ဓာ၅ပါးဖြစ်လာတဲ့ခန္ဓာ၅ပါးသာပြက်တယ်ဒါရှုခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးပြက်တယ်အကြောင်းနဲ့အကျိုးနဲ့ဖြစ်တယ်အကြောင်းနဲ့အကျိုးနဲ့ချုပ်တယ်ဒီလိုသိနေတော့ဒီယုတ်ကလည်းပဲစိတ်ကြောင့်ဖြစ်တဲ့ယုံမသိဘူးအနာဂါကြီးများဒီပေါ်မှာတာတွယ်နှိမ့်သက်ပြီးတော့အမှုန်လေးရှိသေးတယ်လို့ထင်မှနေတဲ့စိတ်ယူပခိလေသာပြက်တယ်လို့ထင်မှနေတဲ့အယူပခိလေသာမရှိတဲ့ယုတ်တရားကိုစိတ်ကြောင့်ဖြစ်တဲ့ယုံမသိဘူးစိတ်ကြောင့်အာယုံကြောင့်ပြက်တဲ့ယုတ်တရားလေးတွေစိတ်ကရှိသေးတယ်လို့ထင်မှတဲ့ယုတ်ရှိသေးတယ်လို့ထင်မှတဲ့ယုတ်ပြက်တယ်လို့ထင်မှတဲ့ယုတ်အဲ့ဒီပေါ်မှာအာယုံကြောင့်စိတ်ကြောင့်ကိုယ်စိတ်ကရှိတယ်လို့ထင်မှလို့ဟိုမှာစိတ်ကြောင့်ဖြစ်တဲ့စိတ်လစဖန်ဆင်းထားတဲ့ယုတ်စိတ်ကြောင့်ဖြစ်နေတဲ့ယုတ်မှမသိဘူးအဲ့ဒီရှိမှမသိတော့ရှိသေးတယ်လို့ထင်မှတ်တဲ့ယုတ်ဟာယူပကိလေသာယူပစိတ်ဖြစ်ပြက်တယ်ဖြစ်လိုက်ခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးပြက်တယ်အကြောင်းအကျိုးဖြစ်တယ်အကြောင်းအကျိုးပြက်တယ်လို့အဲ့ဒီလိုဝိဇ္ဇာညာဖြစ်တယ်အဲ့ဒီလိုဖြစ်တာကဘာလဲတဲ့အယူပစိတ်ဖြစ်ကန့်ညိတဲ့စိတ်ကအမုံလေးရဲ့လို့ကန့်ညိတဲ့စိတ်ကယူပကိလေသာအကြောင်းအကျိုးဖြစ်တယ်ခန္ဓာ၅ပါးဖြစ်တယ်ခန္ဓာ၅ပါးပြက်တယ်အကြောင်းအကျိုးဖြစ်လာတယ်အကြောင်းအကျိုးချုပ်တယ်လို့သိတာကအဲ့ဒါဘာလဲတဲ့မရှိတာကိုရှိတယ်လို့ရှုနေတယ်ဝိဇ္ဇာနဲ့ရှုနေတဲ့ဥစ္စာအဲ့ဒါဘာလဲအယူပကိလေသာစိတ်ခေါ်အဲ့ဒါအနာဂါကြီးများရှုနေတာစိတ်တွေစိတ်ကြောင့်ဖြစ်တာအပြင်ဘဟိတမရှိဘူးအဲ့ဒါကြောင့်မျက်စိနဲ့ရှုလိုက်တယ်အကြောင်းအကျိုးဖြစ်တာတဲ့အကြောင်းအကျိုးချုပ်တယ်ဒါရှုတယ်အပြင်ဗဟိတမှာအာယုံကြောင့်ဖြစ်တဲ့ယုတ်မသိထွက်ပေါက်ရသေးလားတဲ့မရအောင်တခါပြန်ပြီးတော့အတွင်းအာရဏ6ပါးကိုပြန်ပြီးစိတ်ကိုရှုတယ်စိတ်ပိုင်းရောက်လာပြီလက်ဝါစေတသိက်ပိုင်းနေချုပ်ကုန်ပြီစိတ်ပိုင်းပြန်ရှုပြီစိတ်ပိုင်းကိုဘယ်လိုစိတ်ပိုင်းလဲမျက်စိကလည်းကြည်ကျင်တဲ့ဆိုတဲ့စိတ်ဖြစ်ပေါ်သေးသလားအတွင်းအာရဏကိုပြန်ရှုကြည်ကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားနားထောင်ခြင်းနဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားစိတ်ပိုင်းကိုရှုလားနမ်းခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားစားခြင်းနဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားထိခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားသိခြင်းနဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးလားဟိုနာဒီနာသွားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားအိတ်ခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားဒီစိတ်ကလေးပြန်ကြည့်မဖြစ်ဘူးဗျဘယ်ဖြစ်တော့မလဲအတွင်းအာရဏ6ပါးကြာနေစိတ်ကလည်းမပေါ်တော့စိတ်ကြောင့်ဖြစ်တဲ့အာယုံကြောင့်ပြက်တဲ့ယုံတရားလေးတွေကိုရှိသေးတယ်လို့ထင်မှတ်ပြီးတော့မျက်စိတပိတ်လျှက်တစ်ပြက်လက်တစ်တွက်ရုပ်ကလေးကတော့နာငရီတသိပ်ချုပ်ပြောက်ဖြစ်ပြက်တယ်လို့အဲ့ဒီလိုထင်မှတ်ပြီးရှိသေးတယ်လို့ထင်မှတ်ပြီးတော့အဲ့ဒီယုတ်ကနာပါလေးတွေကိုအာယုံကြောင့်ပြက်တဲ့ယုတ်တရားလေးတွေကိုဒီအပေါ်မှာခန္ဓာ၅ပါးစိတ်လိုက်ဇာတိတရားကြီးစိတ်လိုက်လက္ခဏာ၃ပါးစိတ်လိုက်ဘယ်လိုလက္ခဏာ၃ပါးစိတ်မြင်ရတာလဲမြင်လိုက်ပြက်လိုက်မြင်လိုက်ပြက်လိုက်အနိစ္စသဘောမြင်ပြီးပြက်နေရတာကပြက်လိုက်နဲ့သံဃာကြီးခဏဖြစ်ခဏပြက်နေရတာကလည်းခံစားနေရတာကလည်းဒုက္ခသဘောဒီယုံနဲ့ဒီနာကလည်းဖြစ်လိုက်ပြက်လိုက်ကလည်းသူသဘောပါလားမြင်နေရတာကလည်းအနိစ္စသဘောပဲခံစားနေရတာကလည်းဒုက္ခသဘောပဲမခံစားခြင်းနဲ့မနေရတာကသူသဘောပါလားသူသဘောသူဆောင်ပြီးယုတ်ဓမ္မအနန္တမပါလားသူသဘောနဲ့သူဆောင်နေပါလားအနိစ္စသဘောတရားဒုက္ခသဘောတရားအနတ္တသဘောတရားဆိုပြီးတော့အာယုံရောက်ပြက်တဲ့ယုတ်တရားလေးတွေပေါ်မှာအနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးသုံးတာ
သုံးသပ်လို့ရသေးလားမရဘူးထွက်ပေါက်မရဘူးထွက်ပေါက်မရတော့တဲ့အာယုံကြောင့်စိတ်ကြောင့်ပြက်တဲ့ယုတ်တရားလေးတွေကိုအနိစ္စဒုက္ခအနတ္တခန္ဓာ၅ပါးသိလို့လည်းမရဘူးဇာတိတရားကြီးသိလို့လည်းမရဘူးဓာတ်ကြီးလေးပါသွင်းနှလုံးသွင်းမြန်လည်းမရဘူးထွက်ပေါက်မရဘူးလက္ခဏာ၃ပါးသွင်းမြန်လည်းမရဘူးထွက်ပေါက်မရဘူးထွက်ပေါက်မရတော့ဘယ်ပြန်ရှုရပြန်လဲတဲ့အတွင်းအာရဏပြန်ပြီးစိတ်ပိုင်းကိုပြန်ရှုကြည်ကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားနားထောင်နေတဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားဒီစိတ်တွေဖြစ်နေကြည်ကျင်တဲ့ဆိုတဲ့စိတ်မပေါ်တဲ့စိတ်ကိုပေါ်မလားလို့ရှုနေရအနုတ္တယကိလေသာပေါ်လာအောင်မလားကြည်ကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာရင်အနုတ္တယကြည်ကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်အောင်မလားနားထောင်နေတဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားနာကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားစားကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားစိတ်ကိုပြန်ရှုတာအနုတ္တယလေးများပေါ်လာအောင်မလားဒီစိတ်တွေဖြစ်အောင်မလားလို့ထိကျင်တဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားသိကျင်တဲ့ကောင်းတာလေးလည်းသိကျင်တယ်မကောင်းတာလည်းသိကျင်တယ်ဒီစိတ်တွေများဖြစ်ပေါ်သေးသလားဟိုနာဒီနာသွားခြင်းတဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားအိတ်ခြင်းတဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားဒီစိတ်ကလေးပြန်ရှုတယ်ပေါ်သလားမပေါ်မဖြစ်ဘူးမပေါ်ပြန်တော့ဘယ်ပြန်ရှုရလဲထွက်ပေါက်မရထွက်ပေါက်မရတော့ဘယ်ဟာလဲတဲ့စိတ်ကလေးကအပြင်ဘက်အာယုံပြုတ်ပြီးရှုလိုက်တော့အာယုံရောက်ပြက်တဲ့ယုတ်တရားလေးတွေကိုနော်အဲ့ဒါကိုအာယုံရောက်ပြက်တဲ့ယုတ်တရားလေးမှမသိဘူးရှိတယ်လို့ထင်မှတ်နေတာအာယုပကိလေသာပြက်တယ်အာယုပကိလေသာကန့်ညိတာကယူပရမအနုမြုံမုံလောက်ရှိတဲ့ယုတ်တရားလေးတွေကိုထင်မှတ်ပြီးအဲ့ဒီပေါ်မှာအမုံပေါ်မှာကန့်ညိတာကယူပကိလေသာစိတ်ရှိသေးတယ်လို့ထင်မှတ်နေတာကအာယုပအာယုံကြောင့်စိတ်ကြောင့်ဖြစ်တဲ့ယုတ်မှမသိလို့ရှိတယ်လို့ထင်မှတ်တာကအာယုပကိလေသာစိတ်အဲ့ဒီနဲ့စိတ်ကြာနေတာအနာဂါကြီးများအဲ့တော့ဩဒီပေါ်မှာအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးပါးသုံးသတ်အနိစ္စဒုက္ခအနတ္တမမြင်ရင်မတဲ့မနေရမြင်နေရမသိခြင်းမတဲ့မနေရသိနေရမရှုခြင်းမတဲ့မနေရရှုနေရအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောတရားပဲလက္ခဏာ၃ပါးရလာတဲ့ထွက်ပေါက်ရလာမရတော့ဘယ်ပြန်ရှုရလဲနာမ်ပြန်ရှုရတယ်စိတ်ပိုင်းပြန်ရှုရကြည်ကျင်တဲ့ဆိုတဲ့စိတ်နားထောင်ခြင်းနဲ့ဆိုတဲ့စိတ်နမ်းခြင်းနဲ့ဆိုတဲ့စိတ်စားခြင်းနဲ့ဆိုတဲ့စိတ်ဖြစ်ပေါ်သေးလားမဖြစ်ပေါ်ထိခြင်းနဲ့ဆိုတဲ့စိတ်သိခြင်းနဲ့ဆိုတဲ့စိတ်ဟိုနာဒီနာသွားခြင်းနဲ့ဆိုတဲ့စိတ်အိတ်ခြင်းနဲ့ဆိုတဲ့စိတ်ဒီစိတ်တွေဖြစ်သေးတာမဖြစ်ဘူးမဖြစ်ပြတဲ့တခါပြန်ပြီးတော့အာယုံကြောင့်ပြက်တဲ့ယုတ်တရားလေးတွေကိုပရမအနုမြုံမုံလောက်ရှိတဲ့ယုတ်တရားလေးတွေကိုရှိသေးတယ်လို့ထင်မှတ်နေတဲ့ယုတ်တရားလေးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီး၃ပါးကိုမမြင်ခြင်းမရှုခြင်းမတဲ့မနေရရှုရပါလားမမြင်ခြင်းမတဲ့မနေရမြင်နေရပါလားမသိခြင်းမတဲ့မနေရသိနေရပါလားအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောပါလားလို့အဲ့ဒီကနှလုံးသွင်းလွတ်သလားတဲ့မလွတ်ဘူးဥပမာဘာနဲ့တူလဲတဲ့ပင်လယ်ထဲကိုသင်္ဘောကြီးသွားတယ်လို့ပေါ့လေပင်လယ်ထဲသင်္ဘောကြီးသွားသင်္ဘောသားတွေကဘာကိုဖမ်းသွားလဲဥပမာပြောတာပါသဘောပေါက်အောင်လို့တရားဓမ္မတွေပင်လယ်ထဲသင်္ဘောသွားတော့သင်္ဘောသားတွေကကြီးကန်းတကောင်ဖမ်းသွားပြီကြီးကန်းတကောင်ဖမ်းသွားတော့ပင်လယ်အလေကောင်ကိုရောက်တဲ့အချိန်ကတော့အဲ့ဒီကြီးကိုလွှတ်လိုက်တော့ကြီးကတခါတည်းအရှိကန်းအနောက်ကန်းတောင်ကန်းမြောက်ကန်းကမ်းမရှိမလားလို့တခါတည်းကိုသင်္ဘောသားတွေကလွှတ်လိုက်တော့တခါတည်းကိုတဟုန်လေးပြန်လိုက်တယ်ကားမမြင်တော့ဘယ်ပြန်ရလဲတဲ့သင်္ဘောခေါင်းလိုက်ပေါ်ပြန်ကြတယ်သင်္ဘောခေါင်းလိုက်ပေါ်ပြန်ကြတယ်အရှိကန်းအနောက်ကန်းတောင်ကန်းမြောက်ကန်းကားလေးကန်းရှိမလားလို့ရှာလိုက်တဲ့အချိန်ခါမှာဘယ်ကန်းမှရှာလို့မတွေ့ဘူးအခုလည်းပဲအနာဂါကြီးများရှုနေတဲ့စိတ်ကလေးကိုစိတ်တာသတိပဋ္ဌာန်စိတ်တာနုပဒနာဆိုတာမဖြစ်ပေါ်တဲ့စိတ်ကလေးကိုရှုနေတာဗျဘယ်လိုရှုနေလဲကြည်ကျင်တဲ့ဆိုတဲ့စိတ်ဖြစ်သေးသလားနားထောင်ခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားနမ်းခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားစားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားထိခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားသိခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားဟိုနာဒီနာသွားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားအိတ်ခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားမဖြစ်ပေါ်တဲ့စိတ်ကိုဖြစ်ပေါ်မလားလို့အနုတ္တယကိလေသာပေါ်အောင်မလားလို့အဲ့ဒါမှတ်နေတာအဲ့ဒါစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်နုပါဒနာခေါ်တယ်တချို့ကဒီကနဲ့စိတ်ကလေးကမန္တလေးကိုစိတ်ကလေးကအပြင်အာရဏ6ပါးမခဏမကြည်ပဲနဲ့ပြုတ်မကြပဲနဲ့မန္တလေးကိုထွက်ပြီးယုံနံလေးကထွက်သွားတယ်နောက်စိတ်ကလေးကလည်းအဲ့ဒါစိတ်ဓာတ်သတိပဋ္ဌာန်ခေါ်နေတယ်ကာယသတိပဋ္ဌာန်ကြီးကိုအဲ့ဒါဒါ
ဥပဇင်ကတော့ရှင်းရတော့တာပဲအဲ့တော့စိတ်ဓာတ်သတိပဋ္ဌာန်ဆိုတာအနာဂါကြီးများမှရတဲ့တရားအပြင်အာရဏ6ပါးမရှိတော့ဘူးပြုတ်ကျသွားပြီညှို့เสียမရှိဘူးထွက်เสียမရှိတော့ဘူးအတွင်းအာရဏ6ပါးကြာနေဒါကြောင့်မလို့စိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်နုပဒနာလေစိတ်ကလေးဟာစိတ်ပိုင်းရှုနေဘယ်စိတ်လဲတဲ့ကြည်ကျင်တယ်ဆိုတဲ့စိတ်နားထောင်ကျင်တယ်ဆိုတဲ့စိတ်နားကျင်တယ်ဆိုတဲ့စိတ်စားကျင်တယ်ဆိုတဲ့စိတ်ထိကျင်တယ်ဆိုတဲ့စိတ်သိကျင်တယ်ဆိုတဲ့စိတ်အဲ့ဒါစိတ်ပိုင်းခေါ်တယ်အဲ့ဒါစိတ်ပိုင်းနေတော့မရှိတော့ဘူးစိတ်ပိုင်းလေးကိုရှုနေတာအနုတ္တယကိလေသာပေါ်အောင်မလားလို့မပေါ်တော့ဘူးမပေါ်တော့အဲ့တော့ခုနကြီးကားဟာအိမ်မှာပဲကန်းကနေပြီးဟိုမှာပဲကန်းကိုထွက်ပြီးတော့ရှာသလိုသင်္ဘောခေါင်းတိုင်ပေါ်ကမ်းပါထွက်ရှာလိုက်ပြန်ကြလိုက်အဲ့တော့သင်္ဘောခေါင်းတိုင်ပေါ်ကကြီးကားဟာကမ်းပါမြင်မလားလို့ထွက်ရှာလိုက်မမြင်တဲ့ခေါင်းတိုင်ပေါ်ပြန်ကြလိုက်အဲ့ဒီလိုကြီးကားဖြစ်နေအဲ့တော့အနာဂါကြီးများဟာစိတ်ဓာတ်သတိပဋ္ဌာန်စိတ်ဓာတ်နုပဒနာဟာစိတ်ကလေးဟာကိုကြည်ကျင်တဲ့ဆိုတဲ့စိတ်ဖြစ်ပေါ်သေးသလားနားထောင်နေတဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားနားညင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားစားကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားထိကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားသိကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားဟိုနာဒီနာသွားကျင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားအိတ်ကျင်တဲ့ဆိုတဲ့စိတ်ကလေးများဖြစ်ပေါ်သေးသလားဆိုတာအဲ့ဒီလိုစိတ်ကလေးကိုစိတ်ပိုင်းကိုပြန်ရှုတာကြီးကားဟာခေါင်းနိုင်ပေါ်ပြန်ကြနေတာအဲ့ဒါခေါင်းနိုင်ပေါ်ပြန်ကြနေတယ်ကြီးကားကဲခေါင်းနိုင်ပေါ်ကနေပြီးကာမထွက်ရှာမယ်အာယုံကြောင့်စိတ်ကြောင့်ဖြစ်တဲ့အာယုံကြောင့်ပြက်တဲ့ယုံတရားလေးတွေကိုအဲ့ဒီမှာသွားပြီးတော့ကာမရှာကြီးကားဟာကာမရှိမလားလို့မြင်လာတာမကြည့်ခြင်းမတဲ့မမြင်ခြင်းမတဲ့မနေရမြင်နေရပါလားမသိခြင်းမတဲ့မနေရသိနေရပါလားမရှုခြင်းမတဲ့မနေရရှုနေရပါလားအနိစ္စသဘောဒုက္ခသဘောအနတ္တသဘောအနိစ္စလက္ခဏာယဒုက္ခလက္ခဏာယအနတ္တလက္ခဏာယလက္ခဏာ၃ပါးကိုအဲ့ဒီလိုသင်ញင်းနေအဲ့ဒါပါလေတဲ့ကြီးကန်းဟာသင်္ဘောဘော်ကနေပြီးတော့ကမ်းမမြင်မလားလို့ထွက်ပြီးရှာလိုက်တာအာယုံကြောင့်ပြက်တဲ့ယုတ်တရားလေးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာ၃ပါးသုံးသတ်လက္ခဏာကြီး၃ပါးသုံးသတ်တော့လေလွတ်သလားတဲ့မလွတ်ဘူးမလွတ်တော့တကားကြီးကန်းဟာပြန်ပြီးတော့စိတ်ကလေးဟာဘယ်ပြန်ရှုရပြန်လဲတဲ့ကြီးကန်းပြန်လာပြန်ကမ်းမမမြင်ပြန်ကမ်းမမမြင်တော့ဘယ်ပြန်ကြရပြန်လဲခေါင်းတိုင်ပေါ်ပြန်နာရပြန်မြင်ကြည့်ကျင်တဲ့ဆိုတဲ့စိတ်ဖြစ်သေးသလားနားထောင်ခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားနားညင်တဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားစားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားထိခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်သေးသလားသိခြင်းနဲ့ဆိုတဲ့စိတ်ဟိုနာဒီနာသွားခြင်းနဲ့ဆိုတဲ့စိတ်အိတ်ခြင်းနဲ့ဆိုတဲ့စိတ်ဖြစ်သေးသလားမဖြစ်ဘူးမပေါ်ဘူးမပေါ်တော့မှကဲအိမ်မှာပဲကန်းကနေပြီးဟိုမှာပဲကန်းကူတော့မယ်ကြီးကန်းဟာခေါင်းတိုင်ပေါ်ကနေပြီးပြန်တော့မယ်ကမ်းမမြင်တော့မယ်ကြီးကန်းဟာကဲအရတ္တမဲ့အရတ္တဖို့ကိုကူးတော့မယ်ဒါအနုလောမတရားခင်းပြီကဲပြန်ပြီခေါင်းတိုင်ပေါ်ကငှက်ဟာကြီးကန်းဟာကမ်းမထွက်ပြီးတဟုန်ကြီးပြန်လိုက်တယ်အာယုံရောက်ပြက်တဲ့ယုတ်တရားလေးကိုအနိစ္စဒုက္ခအနတ္တအဲ့ဒီလိုရှုတယ်အနိစ္စဒုက္ခအနတ္တအဲ့ဒီလိုအာယုံရောက်ပြက်တဲ့ယုတ်တရားလေးပါလားမရှိတဲ့တရားကိုစိတ်ကြောင့်ဖြစ်တဲ့ဥစ္စာတလောကလုံးဘာမှမရှိပဲနဲ့စိတ်တစဖန်ဆင်းထားတဲ့ယုတ်အာယုံရောက်ပြက်တဲ့ယုတ်တရားလေးတွေကိုနာကနေပြီးတော့အခုစိတ်ကနေပြီးတော့ရှိသေးတယ်လို့ထင်မှတ်နေတာအယူပကိလေသာပါလားပြက်တယ်လို့ထင်မှပြက်တယ်လို့ထင်မှတ်နေတာကလည်းအယူပကိလေသာကန့်ညိနေတဲ့ယူပရမအနုမြုံမှုန့်လောက်ရှိတဲ့ယုတ်တရားလေးတွေပေါ်မှာတာတွယ်ကန့်ညိနေတာကယူပကိလေသာအစင်းလေးကိုတာတွယ်နှစ်သက်နေတာကယူပကိလေသာရှိသေးတယ်ပြက်တယ်လို့ထင်မှတ်နေတာအယူပကိလေသာပါလားစိတ်ကြောင့်ဖြစ်တဲ့ဥပါဒံတရားတွေဖြစ်နေတာပါလားငါအဝိဇ္ဇာကြီးဖြစ်နေပါလားအနိစ္စဒုက္ခအနတ္တဆိုတဲ့ဥစ္စာမရှိတဲ့ယုတ်တရားနံတရားကိုမရှိတဲ့တရားကိုရှိတယ်လို့ထင်ပြီးအနိစ္စထင်ချက်ဒုက္ခထင်ချက်အနတ္တထင်ချက်လက္ခဏာကြီး၃ပါးငါနှလုံးသွင်းနေတာမရှိတဲ့တရားကြီးကိုအဝိဇ္ဇာကြီးပါလားမရှိတဲ့တရားကြီးကိုမရှိတဲ့တရားကြီးရှိတယ်လို့ထင်မှတ်ပြီးတော့သင်ညာဝိပါလသလိန်တိုင်းငါခန်းနေရပါလားဆိုအဲ့ဒီအာယုံရောက်ပြက်တဲ့ယုတ်တရားလေးတွေပေါ်မှာအနိစ္စဆိုတာကလည်းသင်ညာပါလားဒုက္ခဆိုတာလည်းသင်ညာပါလားအနတ္တဆိုတာလည်းသင်ညာပါလားမြင်တဲ့သဘောမရဖဲနဲ့သိတဲ့သဘောမရဖဲနဲ့မြင်ငါမတ်တ
မရဖဲနဲ့မရှိတဲ့တရားကိုစိတ်ကြောင့်ဖြစ်တဲ့ဥပါဒံတရားတွေအဝိဇ္ဇာဖြစ်နေပါလားဆိုပြီးတော့အနိစ္စထင်ချက်ဒုက္ခထင်ချက်အနတ္တထင်ချက်အနိစ္စဆိုတာလည်းမရှိတဲ့တရားဒုက္ခဆိုတာလည်းမရှိတဲ့တရားအနတ္တဆိုတာလည်းမရှိတဲ့တရားအနိစ္စဆိုတာလည်းသင်ညာပညာကြည့်ပါလားဒုက္ခဆိုတာလည်းပညာကြည့်ပါလားအနတ္တဆိုတာလည်းပညာကြည့်ပါလားမြင်ငါမရဖဲနဲ့အနိစ္စသင်ညာဒုက္ခသင်ညာအနတ္တသင်ညာပညာပယ်လိုက်တဲ့အဝိဇ္ဇာသင်ညာပယ်လိုက်တဲ့အနိစ္စဒုက္ခအနတ္တဝိဇ္ဇာညာဆုံးသွားတယ်မြင်ငါမှတ်တရလိုက်တဲ့တင်းဆိုပြုတ်ကြသွားအာသဝကုန်ခန်းသွားရှုစရာလည်းမရှိတော့အဲ့ဒါကြောင့်မလို့အာယုံကြောင့်ပြက်တဲ့ယုတ်တရားတွေလည်းမရှိတော့ရပ်သွားတယ်ရှုစရာလည်းမရှိတော့မဲ့ခင်အကျင့်လန်းဆုံးသွားတယ်အဲ့တော့မှတကား6ပေါက်ကအာယုံကအာယုံ6နဲ့တိုက်ခိုက်တိုင်းဓမ္မသဘောကြီးဖြစ်နေပြီမြင်ငါမတ္တကြားကမတ္တနာငါမတ္တစာကမတ္တထိကမတ္တသိကမတ္တအော်ငါလှုပ်เสียမရှိတော့ဘူးကျင့်ပွဲကိစ္စလည်းမရှိတော့ဘူးမဲ့ခင်အကျဉ်းလန်းဆုံးပါလားဘုံသုံးပါးသတ္တလောကသင်္ခါရလောကဩကာသလောကလောကသုံးပါးဘုံသုံးပါးငါလွတ်မြောက်ပြီးနောက်ထအသစ်တဖန်ငါဘဝချုပ်ငြိမ်ပြီးနောက်ထဇာတိမဖြစ်တော့ပါလားလို့အဲ့ဒီလိုသိတာအဲ့ဒါအကျဉ်းလန်းဆုံးတာအဲ့ဒါအရတ္တမေအရတ္တဖို့ပဲဗျအဲ့ဒါကြောင့်မလို့တရားဓမ္မတွေအခုသတိပဋ္ဌာန်တရား၄ပါးကာယသတိပဋ္ဌာန်ကာယ ानु ပါဒနာဝေရဏသရဂံငါဝေရဏသတိပဋ္ဌာန်ဝေရဏ ानु ပါဒနာအနာဂံကြီးကစိတ်တာသတိပဋ္ဌာန်စိတ်တာ ानु ပါဒနာယဟန္တာတို့ကမြင်ငါမတ္တာဆိုတာဓမ္မာသတိပဋ္ဌာန်ဓမ္မာ ानु ပါဒနာသတိပဋ္ဌာန်တရား၄ပါးဆုံးပြီ ानु ပါဒနာလည်းဆုံးသွားပြီကျင့်เสียလည်းမရှိဘူးလှုပ်เสียလည်းမရှိတော့ဘူးအဲ့ဒီတော့အခုလာရောက်တဲ့တရားဓမ္မတွေသောတာပတ္တိမေသောတာပတ္တိဖောသရဂာမိမေသရဂာမိဖောအနာဂါမိမေအနာဂါမိဖောအရတ္တမေအရတ္တဖောမလေးပါဖူလေးတောင်ဟောကြားဆုံးမဩဝါဒပေးရတဲ့အကျိုးအာနိသင်ကြောင့်အခုလာရောက်တဲ့တရားဓမ္မတွေမနုဿတာဒုံလာပါအရာကဲသောတရားလူရဲလိုဖြစ်လာတဲ့အချိန်ခါမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာတော်ကြီးနဲ့မှီတဲ့အချိန်ခါဓမ္မယရနာရီနဲ့ပွင့်လင်းတဲ့အချိန်ခါသုံးပလဲမှီတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုံနိုင်ကြပြီးသောတာပတ္တိမေသောတာပတ္တိဖောသရဂာမိမေသရဂာမိဖောအနာဂာမိမေအနာဂာမိဖောအရတ္တမေအရတ္တဖောယဟန္တာကြီးတွေယဟန္တာမကြီးတွေဖြစ်နိုင်ကြပါစေကုန်သောတည်းသာဓုသာဓုသာ